ဆင်းရဲဒုက္ခတွေနဲ့နေကြရအပေလေးပါးကိုရောက်ရောက်ကြောင်းအကုသိုလ်အကောင်းအကုသိုလ်အကြောင်းတရားတွေကိုလည်းပဲပြုထားကြတာရှိတယ်အပေလေးပါးရောက်ရောက်ကြောင်းအကုသိုလ်မကောင်းမှုတွေကိုပြုလက်တတ်နေလည်းရှိတယ်တက္ကာယဒိဋ္ဌိကိုမပယ်ခွာရသေးတော့အပေဒုက္ခရောက်ရောက်ကြောင်းအလုပ်တွေကိုလုပ်ထားတာလည်းရှိတယ်လောက်ကြဦးမဲ့အနေထားမှလည်းရှိတယ်ဒါကြောင့်အလွန်ဆင်းရဲတဲ့ငရဲတိဋ္ဌံပိဋ္ဌာအတုပြေဆိုတဲ့အပေလေးကိုတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဟာဇေယျမပြတ်ကြသေးဘူးပေါ့နောက်ပြီးတော့အလွန်ဆင်းရဲတဲ့ဘဝတန်တရားဝိဒုက္ခနဲ့လည်းပဲဇေယျမပြတ်ကြသေးဘူးဒီဒုက္ခတွေချုပ်ငြိမ်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အဓိကရည်ရွယ်ချက်ပေါ့ဦးဇင်းတို့ဒါတွေကိုရလို့တဲ့စိတ်ဒီဒုက္ခတွေငြိမ်းလို့တဲ့စိတ်နဲ့တရားအထုတ်ကြတယ်ဆိုပေမဲ့လို့လည်းပဲကြားထဲမှာလူဘဝရှင်သန်နေရတဲ့အခိုက်အတန့်မှာနှလုံးစိတ်ဝမ်းငြိမ်းချမ်းသေးဖို့စိတ်နှလုံးချမ်းချမ်းသာသာကြည်ကြည်လင်လင်ရှိသေးဖို့အဲ့ဒါလိုအကျိုးတရားတွေကိုလည်းပဲဒါကမ္မထံတရားအထုတ်ခြင်းဖြင့်ရနိုင်တယ်ပေါ့ပြေတပေါင်းသူတော်ကောင်းတို့ရဲ့စိတ်ထဲမှာဒီလိုအကျိုးကျေးဇူးတွေရလိမ့်မယ်လို့လည်းပဲယုံကြည်မှုရှိကြပြီးသားပါအဓိကရည်ရွယ်တာကတော့အပေဝဆင်းရဲတန်တရားဝဆင်းရဲကလူငြိမ်းချမ်းသာခွင့်ရဖို့အဲ့ဒီအဓိကရည်ရွယ်ချက်နဲ့ကြိုးစားအထောက်ကြတဲ့နေရာမှာကြိုးစားအထောက်နေတဲ့အခိုက်အတန့်ဒီလူဘဝကိုဖြတ်တန်းနေတဲ့အခိုက်အတန့်မှာလည်းပဲနှလုံးစိတ်ဝမ်းငြိမ်းချမ်းခြင်းအစရှိတဲ့ကောင်းကျိုးချမ်းသာတွေကိုမရနိုင်ဘူးလားရနိုင်တယ်တို့ဒီနေရာမှာဦးဇင်းတို့ဆင်းရဲဒုက္ခတွေကဘာကြောင့်ဖြစ်နေတာတော့လို့အကြောင်းရှာမယ်ဆိုလို့ရှိရင်အဓိကလက်သေးတရားခံကလောဘပဲနော်ဖြစ်ခြင်းနဲ့ရခြင်းနဲ့လိုခြင်းနဲ့တွေ့တာတယ်မမောတယ်ဆိုတဲ့လောဘအဲ့ဒီလောဘသည်ဒုက္ခအလုံးတို့ရဲ့အခြေခံအကြောင်းတရားဒီပြင်ဒေါသတို့မာနတို့အစရှိတဲ့ကိလေသာတို့ကြောင့်လည်းပဲဒုက္ခဖြစ်ပါတယ်မဖြစ်ဘူးလို့မဆိုလို့သို့တော်လောဘကတော့အဓိကအကြောင်းတရားဒါကြောင့်မြတ်စွာဘုရားကသမုဒယသစ္စာဒုက္ခဖြစ်ခြင်းရဲ့အကြောင်းသမုဒယသစ္စာတရားကိုကောက်တဲ့အခါကျတော့ဘာကိုကောက်ထားတော့လောဘကိုကောက်ထားတယ်သမုဒယသစ္စာအရာဘာကိုတရားကိုကောက်ထားလဲလောဘကိုကောက်ထားတယ်လောဘသည်ဒုက္ခဖြစ်ခြင်းရဲ့အဓိကအကြောင်းတရားပဲဒါနဲ့အဲ့ဒီလောဘဟာဘာကြောင့်ဖြစ်တုံးလို့ဆိုရင်ခန္ဓာရဲ့သဘောလောကရဲ့သဘောကိုအမှန်တိုင်းမသိလို့မမြင်လို့လောဘဆိုတာဖြစ်တာဒါထက်ပိုပြီးတော့ရှင်းရှင်းပြောရရင်လူကျင်နဲ့ရကျင်နဲ့ဖြစ်ခြင်းနဲ့ဆိုတဲ့လောဘဘာကြောင့်ဖြစ်လဲလို့မေးရင်ကောင်းနေထင်လို့ဖြစ်ကြတာပါကောင်းနေထင်လို့လူကျင်ကြတာကောင်းနေထင်လို့ရကျင်ကြတာတကယ်တမ်းဘဝဆိုတာကကောင်းတဲ့သဘောမရှိဘူးလို့ဘုရားယန္တာရိယသူတော်ကောင်းကြီးတွေတပွားပွားပြောခဲ့တာမရှိဘူးလားဘယ်လိုခန္ဓာပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်ဒုက္ခန္ဓာပဲဖြစ်ဖြစ်ကိုယ်ဘဝပဲဖြစ်ဖြစ်သူ့ဘဝပဲဖြစ်ဖြစ်ဘယ်ဘဝပဲဖြစ်ဖြစ်တကယ်တမ်းကတော့ဒုက္ခသစ္စာဆင်းရဲခြင်းတရားမျှတာဖြစ်တယ်ဆိုတာဒါမြတ်စွာဘုရားအကျဉ်းမုံများစွာမပြောခဲ့ဘူးလားပြောခဲ့တယ်အဲ့ဒီဘဝဟာမကောင်းတဲ့ဒုက္ခသစ္စာဖြစ်ပါလေခင်နဲ့တရားဓမ္မတို့ဦးဇင်းတို့တွေဟာအဲ့ဒီဒုက္ခသစ္စာဘဝရဲ့မကောင်းတဲ့သဘောတွေကိုမသိတဲ့နားမလည်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှာတွေ့တာတယ်မမောတယ်ခင်တွေ့တယ်ဆိုတဲ့လောဘဖြစ်ရတယ်အဲ့ဒီလောဘဖြစ်နေသမျှလည်းပဲဒုက္ခကိုဘယ်လောက်ပဲမရခြင်းဘူးလို့ဆိုဒုက္ခတွေကတော့ရနေမှာပဲဒုက္ခတွေကတော့တွေ့နေမှာပဲပေါ့ဟုတ်လားအဲ့ဒီတော့လောဘမဖြစ်အောင်ဘာလုပ်ရမှာတုံးဆိုတော့ဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိအောင်ကြိုးစားအထောက်ရဘဝဟာမကောင်းဘူးဆိုတဲ့သဘောဘဝဟာဆင်းရဲတယ်ဆိုတဲ့သဘောကိုအမှန်တိုင်းသိအောင်မြင်အောင်ကြိုးစားအထောက်ရမယ်ဟုတ်လားအခုအဲ့ဒီသဘောကိုသိအောင်လို့မိမိရဲ့ခန္ဓာကိုဒါသတိပဋ္ဌာန်ဒေသနာတော်နီးနဲ့အညီဘဝဟာဆင်းရဲတယ်ဘဝဟာဒုက္ခဖြစ်တယ်ဆိုတာကိုသိအောင်မြင်အောင်လို့ခုကမ္မထံတရားကိုကြိုးစားအထောက်ကြရဟုတ်လားဒါကြောင့်ဒီခန္ဓာမှာဘယ်လိုသဘာဝတွေပဲဖြစ်ပေါ်လာတတိဥစည်းပြီးတော့ဖြစ်တိုင်းတိနေအောင်ကြိုးစားအထောက်ကြရတာအဲ့ဒါတရားအထုတ်ခြင်းရဲ့တရားအထုတ်ပုံအကျဉ်းချုပ်လို့လည်းပဲပြောလို့ရတယ်နော်ဒီခန္ဓာမှာရုပ်ပိုင်းဆိုင်ရာပဲဖြစ်ဖြစ်
နာမိုင်းဆိုင်ရာပဲဖြစ်ဖြစ်ခံစားမှုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ချမ်းသာတဲ့ဒုက္ခဝေဒနာတွေပဲဖြစ်ဖြစ်ဆင်းရဲတဲ့ဒုက္ခဝေဒနာတွေပဲဖြစ်ဖြစ်အရက်စကားနဲ့ပြောရမယ်ဆိုရင်စိတ်တိုင်းကြတာတွေပဲဖြစ်ဖြစ်စိတ်တိုင်းမကြတာတွေပဲဖြစ်ဖြစ်ဘာတွေပဲဖြစ်ဖြစ်ဖြစ်တိုင်းတိနေအောင်ကြိုးစားအားထုတ်ပါဟုတ်လားအဲ့ဒါလိုဖြစ်တိုင်းတိနေအောင်ကြိုးစားအားထုတ်မယ်ဆိုလို့ရှိရင်ရှုမှတ်နေမယ်ဆိုလို့ရှိရင်ဉာဏ်ပညာဟာတဖြည်းဖြည်းနဲ့ရှင်မားလာမယ်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားတဲ့အရာမျှတာဖြစ်တယ်လို့ခန္ဓာရဲ့အနိစ္စသဘောကိုကောင်းကောင်းနားလည်လာမယ်ပေါ့အဲ့ဒီပုဂ္ဂိုလ်ဟာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တကယ်လက်တွေ့ကြိုးစားအထုတ်တဲ့နေရာမှာဒီခန္ဓာကိုဒလဇတ်တတိစိုက်ပြီးတော့ဘာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်ပါစေအဓိကငါရဲ့အလုပ်ကဒီဖြစ်နေတဲ့သဘာဝတရားကိုကောင်းကောင်းသိနေအောင်ကြိုးစားအထုတ်မယ်သူ့အကြောင်းကိုသိအောင်လုပ်မယ်ဟုတ်လားအဲ့ဒါလိုသိနေမယ်ဆိုလို့ရှိရင်ဒီဖြစ်ပေါ်လာတဲ့သဘာဝတရားတွေရဲ့မမြဲခြင်းသဘောချုပ်ပြောက်သွားတဲ့သဘောပြီးဆုံးသွားတဲ့သဘောမရှိတော့တဲ့သဘောကိုမသိနိုင်ဘူးလားသိနိုင်နေဟုတ်လားအဲ့ဒါလိုသိပါများလာပြီဆိုလို့ရှိရင်ခန္ဓာမှာဘာပဲဖြစ်ဖြစ်ကောင်းပဲဖြစ်ဖြစ်ဆိုးပဲဖြစ်ဖြစ်ဖြစ်ပေါ်လာတဲ့သဘာဝတရားတွေဟာချုပ်ပြောက်သွားတဲ့အတွက်ကြောင့်တကယ်စင်စစ်မကောင်းတဲ့တရားတွေမျှတာဖြစ်တယ်လို့ဟောဒုက္ခအချက်ကိုလည်းပဲသူတဖြည်းဖြည်းနဲ့နားလည်လာမယ်ပေါ့ဟုတ်ရဲ့လားပထမနားလည်မှာကအနိစ္စအချက်ကိုနားလည်ပဲတတိထားပါများလို့ရှိရင်မမြဲဘူးပြောင်းလဲနေတယ်ဘာမှတည်တတ်နေတယ်ဆိုတာမရှိဘူးဆိုတာကိုသူကောင်းကောင်းသိမယ်ပေါ့ဟုတ်လားအဲ့ဒီမမြဲတာကိုတကယ်ကောင်းကောင်းသိလာပြီဆိုလို့ရှိရင်ဘာတွေပဲဖြစ်လို့မှတည်တတ်နေတဲ့သဘောမရှိတဲ့အတွက်ကြောင့်ဘဝဟာတကယ်တမ်းကတော့အကောင်းမဟုတ်ဘူးဆိုတဲ့ဒုက္ခသဘောကိုတဖြည်းဖြည်းနဲ့နားလည်လာမယ်ပေါ့ရှေ့ဆက်ပြီးတော့သတိပညာအားကြီးအောင်ကြိုးစားအထောက်တဲ့အခါမှာဒီမမြဲတဲ့သဘောကိုလည်းပဲမြဲအောင်ဘယ်သူမှလုပ်လို့မရဒီမကောင်းတဲ့သဘောကြီးကိုလည်းပဲကောင်းအောင်ဘယ်သူမှလုပ်လို့မရဟုတ်လားသူ့သဘောကိုသူဆောင်းနေတာဘယ်သူကမှဒီမမြဲတာကိုမြဲအောင်မကောင်းတာကိုကောင်းအောင်ဝင်ရောက်ဆွတ်ဖက်လို့မရဘူးယုံနာမှန်ရင်တော့ဒီသဘာဝအတိုင်းပဲဖြစ်နေတာဆိုပြီးတော့အနတ္တသဘောပေါ့နော်အဲ့ဒီသဘောတွေကိုတဖြည်းဖြည်းနဲ့သဘောပေါက်မလာပြီဘူးလားသဘောပေါက်လာမယ်အဲ့ဒါလို့ဖြစ်တိုင်းသိနေလို့ရှိရင်ခန္ဓာရဲ့သဘောတဘာဝဖြစ်တဲ့မမြဲခြင်းအနိစ္စလက္ခဏာဆင်းရဲခြင်းဒုက္ခလက္ခဏာအနိတ္တရာမရှိခြင်းအစိုးမရမပိုင်တာခြင်းဆိုတဲ့အနတ္တလက္ခဏာတွေကိုသဘောပေါက်နားလေတဲ့ဉာဏ်ပညာဆိုတာကိုတရားဓမ္မတို့ဥရှင်တို့ရနိုင်နေပေါ့အဲ့ဒီဉာဏ်ပညာရလာတာနဲ့အမျှသို့တော်ကပြောခဲ့တဲ့ဒုက္ခကိုဖြစ်အောင်ဖန်တီးနေတဲ့တဏှာလောဘဆိုတဲ့တရားဟာတဖြည်းဖြည်းနဲ့ပါသွားမယ်နေသွားမယ်ပေါ့နော်ဒီဘက်ကအမှန်တိုင်းသိတဲ့ဉာဏ်ပညာများလာတာနဲ့အမျှဆန့်ကျင်ဘက်ဟိုဘက်ကဒုက္ခတွေကိုဖန်တီးတဲ့တဏှာလောဘဆိုတဲ့သမုဒယသစ္စာဟာတဖြည်းဖြည်းနဲ့နေသွားကြအကြောင်းမရှိဘူးလားရှိတယ်နောက်လောဘဆိုတာကကောင်းနေခြင်းလို့ဖြစ်တာလို့ပြောခဲ့ပြီးသားကိုဟုတ်လားမကောင်းတာကြီးကိုမကောင်းဘူးလို့သိလို့ရှိရင်လောဘဟာနေသွားကြအကြောင်းမရှိဘူးလားရှိတယ်နောက်ဘလောက်အားထုတ်လို့လောဘတွေဘလောက်နေသွားမှလဲလို့အဲ့ဒါလိုအတိအကျတွက်ချက်တိုင်းတာလို့တော့မရနိုင်ဘူးပေါ့ဟုတ်လားဒီအချက်ကိုတရားဓမ္မတို့ဥယျာဉ်တို့တိတိကျကျသိဖို့တော့မလွယ်ဘူးပေါ့ဆိုကြပါစို့ယောဂဖြစ်နေလို့ဆေးတောက်တဲ့အခါမှာယောဂဘူးတွေဘလောက်ကုန်သွားပြီဟုတ်လားအဲ့ဒါလိုမျိုးအတိအကျတရားဓမ္မတို့ဥရှင်တို့ပြောဖို့ဆိုတာတော့မလွယ်ဘူးဒါပေမဲ့လို့နေတာထိုင်တာလေးရှိလာပြီတက်တောင့်တက်တာလေးရှိလာပြီဆိုရင်ဒါယောဂတက်တာတယ်လို့ဆိုရမှာပေါ့ဟုတ်လားအဲ့ဒါလိုပဲသတိပဋ္ဌာန်တရားကိုကြိုးစားအားထုတ်လို့အနိစ္စချက်ဒုက္ခချက်အနတ္တချက်တွေကိုထိုက်တဲ့လောက်သဘောပေါက်လာတယ်ဆိုရင်သဘောမပေါက်ခင်ကလောက်တော့စိတ်ထဲမှာတင်းကျပ်တာတွေပူလောင်တာတွေဟုတ်လားစိုးရိမ်တာတွေစိတ်ဆင်းရဲတာတွေကိုယ်ဆင်းရဲတာတွေမရှိနိုင်ပါဘူးအဲ့ဒါဆိုရင်ဒါယောဂတဖြည်းဖြည်းနဲ့တက်တာလာတဲ့သဘောလို့မဆိုနိုင်ဘူးလားယောဂတက်တာတယ်ဆိုတာကယောဂရဲ့အကြောင်းတရားတွေနည်းသွားလို့ယောဂတက်တာတာပေါ့နော်အဲ့ဒီလိုပဲဥပမာတိုင်းပဲကမ္မဋ္ဌာန်းတရားကိုကြိုးစားအထောက်လို့ငိုရတဲ့ပို့ပြီးတော့စိတ်ချမ်းသာလာတယ်အတိညာဉ်တွေကြီးလာတယ်ဘဝမှာနေတဲ့ထိုင်တတ်ဖြစ်လာတယ်ဆိုလို့ရှိရင်ဒါကမ္မဋ္ဌာန်းတရားရဲ့အကျိုးကျေးဇူးလို့ပြောလို့မရဘူးလားရတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာက
မ္မဋ္ဌာန်းတရားကြိုးစားအထောက်ကြတဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်တရာမှတန်ဖိုးကြီးမားမယ်အလွန်တရာမှလည်းပဲအသုံးတည့်မယ်နော်တရားဂါထာလေးတွေရှိတယ်ဦးဇင်းတို့ဗတ္တိကရထသုတ်တံလို့တန်ခါနဲ့တင်ပတိမြတ်ကြီးတွေကခေါင်းစဉ်ပေးပြီးတော့မှတ်တမ်းတင်ခဲ့တယ်အဲ့ဒီဂါထာလေးတွေရဲ့အကြောင်းကတရားအထောက်ကြမဲ့ပုဂ္ဂိုလ်တွေအတွက်အလွန်မှသိသင့်တယ်လို့ထင်တယ်အထူးသဖြင့်တရားစအထောက်ခါစားမှာပို့ပြီးတော့တောင်သိသင့်တယ်လို့ထင်တယ်နော်အဲ့ဒီဂါထာလေးတွေရဲ့အကြောင်းကိုဦးဇင်းတို့ပြောကြည့်ရအောင်နော်တရားအထောက်တဲ့နေရာမှာများစွာအထောက်အကူပြုနိုင်တယ်ပေါ့မိမိတို့စိတ်စဉ်းစားတဲ့အခါမှာတွေးတဲ့နေရာမှာလမ်းကြောင်းမှန်အောင်စဉ်းစားတတ်ဖို့တွေးတောတတ်ဖို့အတွက်အများကြီးအထောက်အကူပြုမယ်ပေါ့အဲ့ဒီဂါထာလေးတွေကဘာပြောထားတုံးဆိုတော့အတိတံနာနွာကမေယနပတိခင်ခေအနာဂတံယရတိတံပဟိနတံအပတ္တင်္စအနာဂတံပိစုပ္ပန္တင်္စယောဓမ္မတထဝိပတ္တိအတံဟိရံအတံကုပ္ပံတံဝိတောမနုပြုဟေအဓိပ္ပာယ်ကဘာပြောတုံးဆိုတော့အတိတံနာနွာကမေယပြီးခဲ့ပြီးသားအတိတ်တွေကိုအစင်မလိုက်ပါနဲ့တဲ့နော်အတိတံနာနွာကမေယပြီးခဲ့ပြီးသားအတိတ်တွေကိုအစင်လိုက်မနေပါနဲ့တဲ့နပတိကင်ခေအနာဂတံမဖြစ်သေးတဲ့အနာဂတ်ကိုလည်းပဲအစင်မလိုက်ပါနဲ့တဲ့ဟုတ်လားပြီးခဲ့ပြီးသားအတိတ်ကိုအစင်မလိုက်နဲ့အနာဂတ်ကိုလည်းအစင်မလိုက်နဲ့အတိတံနာနာကမေယနပတိကင်ခေအနာဂတံယရတိတံပဟိနတံအပတ္တင်္စအနာဂတံတဲ့ဘာဖြစ်လို့လဲဆိုတော့ယရတိတံပဟိနတံပြီးခဲ့ပြီးသားအတိတ်ဆိုတာမရှိတော့ဘူးတဲ့ရိုးရိုးလေးပဲနော်အတိတ်ဆိုတာဘာလဲတော့မရှိတော့ဘူးတဲ့ယရတိတံပဟိနတံအပတ္တင်္စအနာဂတံအနာဂတ်ဆိုတာလည်းပဲဖြစ်မလာသေးလို့တကယ်မရှိသေးပါဘူးတဲ့ရိုးရိုးလေးနော်အတိတ်ဆိုတာပြီးခဲ့ပြီပျောက်ခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာလည်းမဖြစ်သေးလို့တကယ်မရှိသေးဘူးဒါကြောင့်ပြီးခဲ့ပြီးသားအတိတ်ကိုတွေးတောနေတာတွေစဉ်းစားနေတာတွေခံစားနေတာတွေမလုံးသင့်ဘူးပေါ့နော်မဖြစ်သေးတဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကြောက်ကြနေတာတွေတောင့်တနေတာတွေမလုံးသင့်ဘူးပေါ့တကယ်တမ်းကအတိတ်ဆိုတဲ့နေရာမှာဘေးတော်ကောင်းသူတော်ကောင်းတို့မနှစ်တုန်းကအရင်နှစ်တွေတုန်းကအရင်လတုန်းကအဲ့ဒါလောက်ဝေးกว่าတဲ့အတိတ်တွေကိုအဓိကရည်ရွယ်ပြီးတော့ပြောတာမဟုတ်ဘူးအဲ့ဒါလည်းပဲအတိတ်ပါပဲဟုတ်လားအတိတ်ဆိုတဲ့နေရာမှာဘယ်လောက်ထိနီးနီးဆက်ဆက်သဘောပေါက်ထားမှလည်းမေးရင်ခုနတင်လေးကဖြစ်ခဲ့တဲ့ကိစ္စလည်းပဲအတိတ်ဖြစ်သွားပြီခုနတင်လေးလို့ပြောတာတောင်နည်းနည်းကြားနေတယ်ဟုတ်လားအခုတင်လေးအခုခဏမရောက်ခင်စောစောကခဏရှိခဲ့တယ်မဟုတ်လားရှိခဲ့တယ်နော်အဲ့ဒါဘာဖြစ်သွားပြီတော့အတိတ်ဖြစ်သွားပြီဟုတ်လားအဲ့ဒီအတိတ်တွေကိုအကုန်လုံးဖြတ်တောက်ထားနိုင်ရမယ်အတွေ့အကြုံကိုဝင်မလာစေရဘူးဟုတ်လားတကယ်တမ်းကတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာတရားအထုတ်တဲ့နေရာမှာအဲ့ဒီအတိတ်ကိုအတိတ်မှာမထားခဲ့နိုင်တဲ့ကိစ္စကအများကြီးအနှောင့်အယှက်ဖြစ်မယ်လို့ထင်တယ်ဟုတ်လားအတိတ်ကိုတန်ရောစင်မပြတ်ဘူးပေါ့အရက်ပြောလေးပြောရလို့ရှိရင်တကယ်တမ်းကအတိတ်ဆိုတာဘာမှရှိတော့တာမဟုတ်လုံးဝမရှိတော့ဘူးသူကပြီးဆုံးသွားပြီပျောက်ကွယ်သွားပြီအဲ့ဒီမရှိတော့တဲ့အရာကြီးကကိုယ့်ရဲ့စိတ်ထဲမှာဝန်တုံးဝန်ပိုးကြီးတစ်ခုတစ်ပွဲဖြစ်မနေဘူးအရေးကြီးတယ်အဲ့ဒီအတိတ်တွေကိုပြန်ပြီးတော့တူးဆွပြီးတော့ဟုတ်လားတမိုင်းကြောင်းကိုလေ့လာတဲ့လူတစ်ယောက်လိုပြီးခဲ့ပြီးသားကိုယ့်ရဲ့အနေအထားတွေကိုမေ့မပြတ်နိုင်ဘူးအဲ့ဒီကိစ္စတွေကကိုယ့်ရဲ့စိတ်ထဲကိုအများကြီးလွှမ်းမိုးပြီးတော့နေနေတာမရှိဘူးလားရှိရနော်ဒါကြောင့်အလုပ်ကိစ္စတွေဟုတ်လားပြီးခဲ့ပြီးသားကိစ္စတွေတာဝန်တွေဝတ္တရားတွေအဲ့ဒါတွေကိုဒီအချိန်မှာခေါင်းထဲမှာတိတ်ပြီးတော့မထည့်သင့်ဘူးပေါ့ဟုတ်လားပြီးခဲ့ပြီးသားကိစ္စတွေကိုပြီးခဲ့ပြီးသားကိစ္စဖြစ်သည့်အားလျော်စွာထားခဲ့နိုင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်အဲ့ဒါလိုပဲအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲတခဏလေးတောင်ကြိုးပြီးတော့ဖြစ်လို့ရတာမဟုတ်အနာဂတ်ဆိုတာလည်းပဲဟုတ်လားဘာမှသိကြတဲ့သဘောရေးရတဲ့သဘောလည်းရှိတာမဟုတ်ဒါကြောင့်တရားအထုတ်မဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီအချက်တွေကိုစောစောစီးစီးအမြင်ရှင်းထားတဲ့နေဟုတ်လားအတိတ်ဆိုတာကိုထားခဲ့နိုင်ဖို့အရေးကြီးတယ်အနာဂတ်ဆိုတာကိုကြိုးကြိုပြီးတော့ရောက်မနေဖို့အရေးကြီးတယ်ဟုတ်လားတကယ်တော့အမှန်တရားကိုသိအောင်ကြိုးစားအထုတ်တဲ့နေရာမှာအတိတ်ကိုအကြောင်းပြုပြီးတော့အမှန်တရားကိုသိဖို့မြင်ဖို့ဆိုတာမလွယ်ဟုတ်လားဘာလို့ဆိုအတိတ်ဆိုတာမှန်းဆရတဲ့သဘောဖြစ်သွားပြီ
ကြားဘူးတာလေးတစ်ခုရှိတယ်လူတွေရဲ့မှတ်ဉာဏ်ဆိုတာအရင်ကြီးအားကိုးရလောက်အောင်ထက်မြက်တဲ့သဘောမရှိဘူးပြီးခဲ့ပြီးသားအတိတ်ကိုမှန်မှန်ကန်ကန်သိဖို့ဆိုတာမလွယ်ဘူးပေါ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အတိတ်ဆိုတာမရှိတော့ဘူးလို့မြတ်စွာဘုရားကတော့ရိုးရိုးရှင်းရှင်းပြောထားတာနော်အနာဂတ်ဆိုတာမဖြစ်သေးလို့မရှိသေးဘူးဒါကြောင့်ဒီအတိတ်နဲ့အနာဂတ်ကိုတရားဓမ္မတို့ဦးဇင်းတို့တွေဟာမတွေးမိအောင်စိတ်ထဲမရောက်မိအောင်များများဖြတ်တောက်ထားနိုင်ဖို့အရေးကြီးတယ်ခန္ဓာရဲ့သဘောတဘာဝအမှန်ကိုသိအောင်မြင်အောင်ကြိုးစားတဲ့အခါမှာပစ္စုပန်ကစပြီးတော့အဓိကထားပြီးတော့လေ့လာဖို့လိုတယ်ဟုတ်လားပစ္စုပန်ဆိုတာအမှန်တရားနဲ့အများကြီးနှီးစပ်တယ်သူလောလောဆယ်သိလို့မရဘူးလားရတယ်နော်ပြီးခဲ့ပြီးသားအတိတ်ဆိုတာကနော်စားခဲ့တဲ့ထမင်းတက်နက်ကိုတောင်မှဟုတ်လားဘလို့ဟင်းနဲ့စားခဲ့တဲ့မိန်ခဲ့သလားမမိန်ခဲ့ဘူးလားဘလို့ဖြစ်တယ်လဲညလို့ဖြစ်တယ်လဲအတိအကျတရားဓမ္မတို့ဥရှင်တို့မသိနိုင်တော့ဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအတိတ်ကိုအတိတ်မှာပဲထားခဲ့လိုက်ပြီးသွားပြီမရှိတော့ဘူးတန်ရောတင်ဖြတ်ခဲ့တော့ဟုတ်လားအဲ့လိုမျိုးကိုအိမ်မှာအလုပ်ကိစ္စတွေပြန်ပြီးတော့စဉ်းစားမနေနဲ့ဟုတ်လားအဲ့ဒါတွေကိုဘာမှစိတ်ထဲမှာဒီထိလိုက်ပြီးတော့အမြင်တမ်းမနေနဲ့နော်အဲ့လိုဆိုလို့ရှိရင်ကိုယ်လုံနေတဲ့အလုပ်နဲ့အဝင်ဝင်ကြဖြစ်မှာမဟုတ်နော်အဲ့လိုပဲအနာဂတ်ကိုလည်းပဲအများကြီးကြိုပြီးတော့စဉ်းစားမနေနဲ့တွေးတောမနေနဲ့ဟုတ်လားသူတော်ကောင်းတရားကိုတကယ်သိကျင်တယ်ဆိုလို့ရှိရင်ပြစ္ဆုတ်ပံဖြစ်စေယုံ nant ကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်တဲ့အနေထားကနေစားကြရမှာ။ဒါကြောင့်မြတ်စွာဘုရားကပစ္စုပန်နိသယောဓမ္မတထတထဝိပတ္တိတဲ့လောလောဆယ်အခုဖြစ်နေတဲ့သဘာဝတရားကိုအမှန်တိုင်းသိနေမြင်နေအောင်ကြိုးစားအထုတ်ရမယ်။လောလောဆယ်အခုဖြစ်နေတဲ့သဘာဝတရားဟုတ်လားလောလောဆယ်သဘာဝတရားဖြစ်နေတဲ့သဘာဝတရားကိုတိနေအောင်ကြိုးစားအထုတ်လို့တကယ်နားလည်လာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာအတိတ်ကိုလည်းနားလည်သွားမှာပဲ။ဟောဆိုအတိတ်တုန်းကလည်းပဲဒီလိုသဘာဝတွေဖြစ်ခဲ့တာလို့သိနိုင်တဲ့အတွက်ကြောင့်ဟုတ်လားအနာဂတ်မှာလည်းပဲဒီလိုသဘာဝတွေပဲဆက်ပြီးတော့ဖြစ်နေအောင်မှာလို့သိနိုင်တယ်။ဒါကြောင့်တကယ်စစ်မှန်တဲ့ဉာဏ်ပညာကိုရကျင်တယ်ဆိုလို့ရှိရင်ဘာကိုအလေးထားဖို့လိုလဲဆိုတော့ပစ္စုပန်ကိုအလေးထားဖို့လိုတယ်။ဒီနေရာမှာပစ္စုပန်ကိုအလေးထားရမယ်ဆိုတာပစ္စုပန်ကိုဖက်တွယ်ထားရမယ်လို့ဆိုလိုတာမဟုတ်ပစ္စုပန်မှာဖြစ်နေတဲ့သဘာဝတရားကိုအဓိကသိအောင်မြင်အောင်လေ့လာရမယ်စူးစိုက်ရမယ်အဲ့ဒါကိုအရင်ပြုပြီးတော့အသိဉာဏ်ကိုရအောင်ကြိုးစားရမယ်လို့ပြောတာဟုတ်လားအေးအဲ့လိုပစ္စုပန်မှာဖြစ်နေတဲ့ယုံ nant ကိုအမှန်တိုင်းသိအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်တဲ့အတ္တံဟိရံအတ္တံကုပ္ပံအဲ့ဒီစိတ်ကလေးဟာတဏှာဒိဋ္ဌိတို့ရဲ့ဆွဲငင်မှုဆွဲဆောင်မှုကိုမခံရဘူးတဲ့အတ္တံကုပ္ပံနော်ဒေါသတရားတွေနဲ့တဏှာဒိဋ္ဌိတို့ဖြင့်လည်းပဲဒီစိတ်လေးဟာပျက်စီးသွားတယ်လို့မဆိုနိုင်ဘူးတဲ့အလွန်တရာမှအဆင့်အတန်းရှိတဲ့အရည်အသွေးရှိတဲ့ဒီစိတ်ကလေးဒီဉာဏ်ပညာလေးကိုရမယ်ပေါ့ပြစ္ဆုတ်ပံမှာဖြစ်နေတဲ့ယုံ nant ကိုတိနေအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်အတ္တံဟိရံအတ္တံကုပ္ပံနော်တဏှာမာနဒိဋ္ဌိတွေမဆွဲဆောင်နိုင်တဲ့မဖြည့်ဆည်းနိုင်တဲ့အလွန်တရာမှမွန်မြတ်တဲ့နော်ဒီဉာဏ်ပညာဆိုတဲ့သဘောလေးကိုရမယ်အဲ့ဒီဉာဏ်ပညာလေးကိုပညာဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာများလာအောင်ပွားရမယ်တဲ့ပစ္စုပန်နိသယောဓမ္မတထဝိပတ္တိအတ္တံဟိရံအတ္တံကုပ္ပံတံဝေတော်မနုပြုဟိယေနော်အဲ့ဒီဉာဏ်ပညာလေးတွေများလာအောင်အဲ့ဒီပုဂ္ဂိုလ်ဟာပွားများရမယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တရားအထုတ်ကြမဲ့ပုဂ္ဂိုလ်တိုင်းဟာဒီအချက်လက်လေးတွေကိုနားလေသဘောပေါက်ထားဖို့လိုတယ်ဟုတ်လားအတိတ်ကိုပြန်ပြီးတော့မစင်သားနဲ့နော်အတိတ်ကိုတန်ရောစဉ်ဖြတ်နိုင်ပါစေအနာဂတ်နဲ့ပတ်သက်ပြီးတော့အများကြီးတွေးပြီးတော့ပူပန်နေတာမျိုးတောကတွေရောက်နေတာမျိုးကြောက်ကြနေတာမျိုးမဖြစ်တဲ့ဘူးပစ္စုပန်ကိုအဓိကထားပြီးတော့လေ့လာရမယ်သိအောင်နားလေအောင်ကြိုးစားရမယ်ဒီနေရာမှာပိဿပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားလက်ထက်ကဥက္ခသေနာကိုမြတ်စွာဘုရားဟောထားတဲ့ဂါထာလေးကိုညှက်ပြောရင်တော့တော်တော်ကောင်းမယ်ဗျဟုတ်လားဥက္ခသေနာဆိုတာပိဿတို့ကြားဖို့ပါလေဟုတ်လားဆက်ကသမားလေးအတောင်60မြင့်တဲ့ဝလုံးတိုင်ထက်ကိုတက်ပြီးတော့ဂျွန်ပါပြစ်ပြီးတော့ပြစားတဲ့ဆက်ကသမားသူကတထေးသားတယောက်ပါနော်အဲ့လိုဆက်ကပြတဲ့အမျိုးသမီးတယောက်ကိုချစ်ကြိုက်မိရာကနေပြီးတော့အဲ့ဒီမျိုးသမီးရဲ့ဖေကမင်းငါသမီးကိုရခြင်းငါတို့နောက်ကိုလိုက်ခဲ့ဆိုတော့သူလိုက်သွားတာပေါ့ဟိုရောက်တဲ့အခါကျတော့မျိုးသမီးကတတ်ထားတဲ့ပညာကိုအကြောင်းပြုပြီးတော့ဥက္ကသေနာကိုအထင်သေးတယ်ပေါ့မထေမဲ့မြင်ဆက်ဆံတယ်ပေါ့အဲ့ဒီမှာယောက်ျားတို့ရဲ့မာနနဲ့
သူဘာကိုအကြောင်းပြုပြီးတော့မာနကြီးတယ်လေသူတက်ထားတဲ့အတတ်ပညာကိုအကြောင်းပြုပြီးတော့မာနကြီးတာကိုအဲ့လိုဆိုရင်ငါကသူ့ထက်ပိုပြီးတော့အတတ်ပညာကိုသူတက်တဲ့အတတ်ပညာကိုတက်အောင်ကြိုးစားမယ်ဆိုပြီးတော့ကြိုးစားတာအဲ့ဒီတထေသားကအဲ့ဒီမှာသူကပိုးပြီးတော့အတတ်ပညာကိုတက်တဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်အဲ့ဒါတနေ့တော့မြို့ထဲမှာသူကအဲ့လိုသူ့ရဲ့အတတ်ပညာကိုပြတာပေါ့ပြတဲ့အချိန်မှာရှင်မမောက္ကလံအမှုပြုတယ်မြတ်စွာဘုရားအမှုပြုတယ်ရှင်မမောက္ကလံနောက်လိုက်တန်ဃာတော်ရှင်မြတ်တွေအကုန်လုံးခြံရံပြီးတော့ကြွလာကြတော့ပရိသတ်ကမြတ်စွာဘုရားကိုပဲကြည်ကြတယ်အဲ့ဒီမှာသူနည်းနည်းအားငယ်သွားတယ်ပေါ့ဒီတော့မှမြတ်စွာဘုရားကရှင်မမောက္ကလံကိုခြေသားမောက္ကလံဥက္ကတေနာကိုသူတက်ထားတဲ့အတတ်ပညာကိုပြပါစီပြပါလို့ပြောကြည့်ဆိုတော့ရှင်မမောက္ကလံကသွားပြောတယ်ပြောတော့မှသူဝမ်းမြောက်ဝမ်းသာပြတယ်ပေါ့အဲ့ဒီတိုင်ထိပ်ပေါ်မှာနေတုန်းမှာပဲမြတ်စွာဘုရားကတရားဟောတာအော်စရာတော့ကောင်းတယ်ဒါပေမဲ့အလွန်ဉာဏ်ပါတယ်ပေါ့အဲ့ဒီတရားအလွန်မှလည်းပဲစဉ်းစားရကောင်းတယ်ဘာပြောတာတုံးဆိုတော့မုံစပုရိမုံစပစ္စတော့မိစေမုံစဘောတပါရကူတဲ့မုံစပုရိဆိုတာရှည်တုံးကလို့အဓိပ္ပာယ်ရတယ်နော်အတိတ်ပါပဲဟုတ်လားရှည်တုံးကဖြစ်ခဲ့လားရှည်တုံးကဆိုတော့ဟိုးဝေးလံတဲ့ရှည်ကိုကြီးတခုတည်းရည်ရွယ်တာမဟုတ်ဘူးနော်စောစောကဖြစ်ခဲ့တဲ့ဟာဘာဖြစ်သွားပြီတော့ရှည်ဖြစ်သွားပြီဟုတ်လားအလွန်နီးကပ်တဲ့ရှည်လို့ပြောရမှာပေါ့ဟုတ်လားအဲ့ဒီရှည်ဖြစ်ခဲ့တဲ့အရာတွေရဲ့အပေါ်မှာမုံစလွတ်လိုက်ပါတဲ့ရိုးရိုးလေးနော်ဖြစ်ခဲ့ပြီးသားရှည်ကိုဘာလို့ရမှာတော့လွတ်လိုက်ပါတဲ့မုံစပုတွေနော်ရှည်မှဖြစ်နေတဲ့အရာတွေရဲ့အပေါ်မှာလွတ်လိုက်ပါတဲ့မုံစပုတွေမုံစပစ္စတော်တဲ့ပစ္စတော်ဆိုတာနောက်ဆိုတာကမဖြစ်သေးတာကိုပြောတာအဲ့ဒါရဲ့အပေါ်မှာလည်းပဲမုံစလွတ်လိုက်ပါတဲ့ဟုတ်လားဖြစ်ခဲ့ပြီးသားတွေရဲ့အပေါ်မှာလည်းလွတ်လိုက်ပါဆွန့်လွတ်လိုက်ပါဒါကိုတွေ့ကပ်မနေပါနဲ့သိမ့်ပိုက်ထားမလားနဲ့ဖက်တွေ့ပြီးတော့မထားပါနဲ့စိတ်ထဲမှာဘာမှဒီဥစ္စာကကိုယ့်ကိုအခက်အနှောင့်အယှက်ဖြစ်မနေပါစေနဲ့ပေါ့ဟုတ်လားအဲ့လိုပဲနောက်ဆိုတာမဖြစ်သေးဘူးအနာဂတ်ပေါ့နော်အဲ့ဒါရဲ့အပေါ်မှာလည်းဘာလို့ရမှာတော့လွတ်လိုက်ပါတဲ့အဲ့ဒါကိုလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေကမဖြစ်သေးပဲနဲ့ကြိုတင်ပြီးတော့စုပ်ကင်ထားတာမရှိဘူးလားရှိတာပေါ့အခုတရားစခန်းဝင်လို့ရှိရင်ဘလောက်ထိပြစ္ဆုတ်ပံတဲဖို့လိုလဲအကျဉ်းမြအဖြစ်ငါတို့တရားဘယ်နှကြိမ်ထိုင်ခဲ့ပြီအဲ့ဒါတွေစဉ်းစားမနေနဲ့ဟုတ်လားတရားထိုင်နေတဲ့အချိန်မှာအချိန်ဘယ်လောက်မြန်းကြံနေသေးလဲဒါအနာဂတ်ကိုစဉ်းစားမနေနဲ့ငါဆက်ပြီးတော့ညောင်းမြညောင်းနေမှာလားငါထိုင်နိုင်မှမလားအဲ့ဒါဘာတော့အဲ့ဒါအနာဂတ်နော်အဲ့ဒါကိုဘာလုပ်နေတာတော့စုပ်ကင်နေတာမလွတ်နိုင်ဘူးပေါ့ဟုတ်လားအဲ့ဒါနောက်ကိုမလွတ်နိုင်တာအဲ့ဒါကြောင့်မို့လို့တချို့ကလောလောဆယ်အဆင်မပြေဖြစ်နေဟုတ်လားနောက်ကိုမလွတ်နိုင်တာနဲ့လောလောဆယ်အဆင်မပြေဖြစ်တယ်ရှေးကိုမလွတ်နိုင်တာနဲ့လောလောဆယ်အဆင်မပြေဖြစ်တယ်တကယ်တမ်းကအတိတ်ဆိုတာမရှိတော့ဘူးနော်သို့တော်လည်းပဲပြန်တွေးတဲ့စိတ်ကလေးကတော့ရှိတယ်ဟုတ်လားအတိတ်ကတော့မရှိတော့ဘူးပြီးခဲ့ပြီးသားကိစ္စကတော့ဘာမှမရှိတော့ပါဘူးသို့တော့ဘာမှမရှိတာကြီးကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကပြန်ပြီးတော့စဉ်းစားတဲ့အခါမှာစဉ်းစားတဲ့သဘောလေးကတော့ရှိတယ်ဟုတ်လားအဲ့ဒီရှိတဲ့သဘောလေးကတော့ပစ္စုပန်အမှန်တရားလေးပဲအဲ့ဒါကိုတော့သိအောင်ကြိုးစားရမယ်ဟုတ်လားအနာဂတ်ဆိုတာမရှိသေးဘူးသို့တော့လှမ်းကြိုပြီးတော့စဉ်းစားတဲ့သဘောလေးကတော့ရှိတယ်အဲ့ဒါကိုကတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေကသိအောင်ကြိုးစားရမယ်အဲ့မြတ်စွာဘုရားကမုံစပုတွေမုံစပစ္စတော်ရှေးအစွန်းကိုလည်းလွှတ်လိုက်ပါရှေးတုန်းကဖြစ်ခဲ့တာကိုလည်းလွှတ်လိုက်ပါနောက်မှဖြစ်မဲ့အရာတွေရဲ့ပုံမှာကိုလည်းလွှတ်လိုက်ပါတဲ့မုံစပုတွေမုံစပစ္စတော်မေဇေမုံစဘောတပါရကူတဲ့ဟောမေဇေမုံစတဲ့မေဇေဆိုတာအလဲဆိုတာကအခုဟာကိုပြောတာခုလောလောဆယ်ဖြစ်နေတာကိုပြောတာနော်အဲ့ဒါရဲ့အပေါ်မှာလည်းပဲမုံစလွှတ်လိုက်ပါတဲ့သူ့ကိုလည်းပဲလောလောဆယ်ဖြစ်နေတာကြီးကိုလည်းပဲအထင်တကြီးနဲ့စုပ်ကင်ထားเสียမလို့သူလည်းပဲခုပဲဖြစ်ပြီးတော့အခုပဲမရှိတော့မဲ့အရာနောက်ထပ်ပြီးတော့ဖြစ်မယ်အဲ့ဒါလည်းပြီးဆုံးသွားမဲ့အရာချုပ်ပြောက်သွားမဲ့အရာဘာမှသူ့ကိုလည်းပဲစုပ်ကင်ထားเสียအကြောင်းမရှိဘူးဆွဲလန်းစရာထားเสียအကြောင်းမရှိဘူးတကယ်တမ်းကတော့ဘာမှအဖိုးမတန်တာတွေဖြစ်ခဲ့တာဘာမှအဖိုးမတန်တာတွေဖြစ်နေတာဘာမှအဖိုးမတန်တာတွေဆက်ပြီးတော့ဖြစ်အောင်ပါအဲ့ဒါကိုကိုယ်တိုင်ဉာဏ်နဲ့နားလည်ဖို့ကြိုးစားအထောက်ကြရတာခုဒကာဓမ္မတို့ဦးဇင်းတို့တွေကဦးဇင်းတို့လည်းဒါဒီတိုင်းမှာပဲအဝိဇ္ဇာရဲ့လှည့်စားမှုကိုကောင်းကောင်းခံရတဲ့အတွက်ကြောင့်ဘာမှအဖိုးမတန်တဲ့အရာတွေကိုတကယ်ကိုအဖိုးတန်တဲ့နော်အဓိကကြတဲ့တော်တော်တန်ဖိုးကြီးတဲ့အရာကြီးလို့ထင်တာအဲ့ဒီအထင်ရှိတဲ့အတွက်ကြောင့်အများကြီးဆုပ်ကင်ထားတဲ့သဘောရှိတယ်လောလောဆယ်အနေထားကိုမပြောနဲ့ပြီးခဲ့ပြီးသားကိုလည်းမလွတ်နိုင်ဘူးဟ
ဟုတ်လားအနာဂတ်ကိုလည်းမလွတ်နိုင်ဘူးလုံးလုံးစဲမှာလည်းမလွတ်နိုင်ဘူးအဲ့ဒီတော့ဘာဖြစ်တုံဆိုတော့အယံဝင်တို့ဝင်ဖို့ကြီးတယ်ဆိုတဲ့အတိတ်ပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားကရှေးကိုလည်းလွတ်လိုက်ပါနောက်ကိုလည်းလွတ်လိုက်ပါအလဲကိုလည်းလွတ်လိုက်ပါတဲ့ဘာကိုမှစုပ်ကိုင်မထားနဲ့နားလည်ဖို့ပဲကြိုးစားကြရမှာဟုတ်လားဘာကိုမှစုပ်ကိုင်မထားနဲ့နားလည်ဖို့သိဖို့ပဲကြိုးစားကြရမှာဟုတ်လားအဲ့ဒါလိုမြတ်စွာဘုရားကဥက္ကသေနကိုဟောတဲ့ဂါထာလေးနဲ့ခုနကတော့ဗတ္တိကာရထသုတ်တံတွဲပြီးတော့ပြောကြမကောင်းဘူးလားကောင်းတယ်နော်မုံဇံပူရိမုံဇံပစ္စတော်မေဇေမုံဇံဘောဓပါရကုအဲ့ဒါလိုလွတ်မယ်ဆိုလို့ရှိရင်ဘောဓပါရကုဘဝရဲ့အဆုံးကိုရောက်မယ်သိမယ်ဟုတ်လားမုံဇံပူရိမုံဇံပစ္စတော်မေဇေမုံဇံဘောဓပါရကုတပ္ပတဝိမုဒ္ဓမာနတနပုဏ္ဏဇာတိစရံဥပိဟိတိတဲ့အဲ့ဒါဆိုရင်အကုန်လုံးကလွတ်မြောက်ပြီးတော့ကိလေသာတွေကလွတ်မြောက်ပြီးတော့နော်တဖန်ပရိသေနေရတယ်ဆိုတဲ့ဆင်းရဲခြင်းရဲ့အကြောင်းဇာတိဆိုတာသင်ဖြစ်เสียအကြောင်းမရှိတော့ဘူးတဲ့ဒါလေးပဲပြောလိုက်တာပဲဉာဏ်ပညာကလည်းအလွန်ထက်မြက်ပါရမီကလည်းထူးတဲ့ပုဂ္ဂိုလ်တစ်ချိန်လုံးကလည်းဘဝအကြောင်းခန္ဓာအကြောင်းကိုသိအောင်မြင်အောင်ကြိုးစားအထုတ်ထားခဲ့တဲ့ဉာဏ်ပညာတွေကလည်းရှိလာတာဖြစ်မှာပေါ့ဟုတ်လားဒါကြောင့်အဲ့ဒီဂါထာရဲ့အဆုံးမှာပဲအာတောကုန်ခန့်တဲ့ယဟန္တာဖြစ်တယ်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ကမ္မဋ္ဌာန်းတရားအထုတ်တဲ့နေရာမှာပြီးခဲ့ပြီးသားတွေကိုလည်းလွှတ်လိုက်ပါမဖြစ်သေးတာတွေကိုလည်းပဲလွှတ်လိုက်ပါမရှိတာတွေကိုအရှိလုပ်ပြီးတော့တွေ့တာမနေပါနဲ့ကြောင်ကြမနေပါနဲ့ရှိမှမရှိတော့တဲ့ကိစ္စမရှိဘူးဆိုတာကိုသိရင်လွတ်ဖို့လွယ်မှာပါဟုတ်လားရှိတဲ့ထင်းနေလို့အဲ့ဒါကိုဘာဖြစ်နေတာတော့စုပ်ကိုင်းနေတာဟုတ်လားအခုလုံးလုံးစဲဖြစ်နေတာကလည်းပဲကြည်တုံးမှာပဲကြည်နေစေမှာပဲမရှိတော့ဘူးမရှိတော့ဘူးနောက်ထပ်အသစ်ဖြစ်တယ်မရှိတော့ဘူးမရှိတော့ဘူးနဲ့သူကလည်းကုံဆုံးလိုက်နေတာပဲမဟုတ်လားအေးအဲ့ဒါကိုသိမယ်ဆိုရင်ပြစ္ဆုတ်ပံကိုလည်းပဲလွတ်နိုင်ဖို့မလွယ်ကူဘူးလားဒီအမှန်တရားကိုသိရင်ဒါလွတ်နိုင်ဖို့အတွက်လွယ်မယ်ပေါ့ဟုတ်လားဘာကြောင့်မလွတ်နိုင်ကြတာတော့ဘာကြောင့်စုပ်ကင်ထားကြတာတော့လို့မေးရင်အဲ့ဒီသူတို့ရဲ့သဘာဝအမှန်ကိုမသိလို့တကယ်တမ်းကအတိတ်ဆိုတာမရှိတော့ဘူးအနာဂတ်ဆိုတာမရှိသေးဘူးပြစ္ဆုတ်ပံဆိုတာလည်းအမြဲတမ်းကုံဆုံးလိုက်နေတယ်ကဲဘယ်ရာကိုတရားဓမ္မတို့ဥရှင်တို့စုပ်ကင်ကြမလို့ဘယ်ရာမှစုပ်ကင်เสียမရှိဘူးဟုတ်ရလားအေးဒါဥစဉ်တို့ဥက္ကသေနကိုဟောတဲ့ဂါထာပေါ့နောက်ထပ်ဒီလိုပဲမြတ်စွာဘုရားဆင်တူတူဟောထားတာလေးတစ်ခုရှိသေးတယ်ဒါကတော့ပေတတို့ဘုသူတ္တရဲ့ရစေခြင်းတို့ဒီဂါထာလေးတွေကအလုံးမလည်းပဲစဉ်းစားစရာလည်းကောင်းလို့နောက်ထပ်ပြောမဲ့ဂါထာကဘုဇုကိုအကြောင်းပြုပြီးတော့ဟောတာတော့ဆိုတော့တန်တတိအမတ်ကြီးကိုအကြောင်းပြုပြီးတော့ဟောတာတန်တတိအမတ်ကြီးဆိုရင်လည်းပဲလူတိုင်းကြားဖို့ပါတယ်ဟုတ်လားစင်ပေါ်မှာအယမူးရင်းနဲ့မြတ်စွာဘုရားဟောတဲ့တရားကြောင့်အယမူးပြည်ပြီးတော့ယဟန္တာဖြစ်သွားတာသူကဘာကြောင့်မူးနေတာလဲဆိုတော့တကုံတွေကိုတိုက်ခိုက်သိမ်းပိုက်လို့အောင်မြင်တဲ့အနေနဲ့ဆုချတဲ့အနေနဲ့ဗိမိတာရမင်းကြီးကအလွန်လှပတဲ့ကကြည်တင်မာလေးတယောက်ကိုပေးပြီးတော့ဌိနန်းစည်းစိမ်ကို9ရက်တောင်သူ့ကိုပေးတယ်လို့ဆိုတယ်ဟုတ်လားအဲ့ဒီမှာသူရှင်ဘုရင်ဖြစ်တယ်ပေါ့9ရက်ပြပပကြီးနေတယ်အဲ့ဒါလိုနဲ့သူအလွန်မြတ်နိုးတဲ့အဲ့ဒီကကြည်တင်မာလေးကရုတ်တရက်ဆုံးသွားတယ်အဲ့ဒီမှာသူဘလို့မှမနေနိုင်မထိုင်နိုင်ဖြစ်တယ်ပေါ့တောကရဲ့ဖိစီးမှုကိုခံရတယ်အဲ့ဒါလိုနဲ့ရက်တီမူးနေတော့မြတ်စွာဘုရားနဲ့တွေ့တာပဲဒါအချင်းချုပ်ပြောပြတာအဲ့ဒီတွေ့တဲ့အခါကျတော့မြတ်စွာဘုရားကဘာဟောလဲဆိုတော့ယံပုဗ္ဗေတံဝိသောတေဟိပစ္ဆာတိမာဟုကိဉ္စနဟုတ်လာပြန်ပြီနော်ယံပုဗ္ဗေတံဝိသောတေဟိပစ္ဆာတိမာဟုကိဉ္စနယံပုဗ္ဗေတံဝိသောတေဟိဆိုတာဘာပြောတာလဲဆိုတော့ရှင်းတုန်းကအရာတွေနဲ့ပတ်သက်ပြီးတော့အတိတ်နဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်နိုင်တဲ့ကိလေသာတွေကိုခြောက်သွေ့သွားပါစေတဲ့ဟုတ်လားပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဖြစ်ပေါ်လာမဲ့ကိလေသာတရားတွေကိုဗါတဲ့တော့ခြောက်သွေ့သွားပါစေတဲ့တရားဓမ္မတို့ဥရှင်တို့ကိလေသာတော်တော်များများကပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဖြစ်နေတာဗျဟုတ်တယ်မဟုတ်လားအေးအဲ့ဒီပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတရားတွေကိုခြောက်သွေ့သွားပါစေတဲ့ယံပုဗ္ဗေတံဝိသောတေဟိပစ္ဆာတိမာဟုကိဉ္စနနောင်မှဖြစ်မဲ့အရာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကြောက်ကြတာတွေတောင့်တတာတွေကိုမဖြစ်ပါစေနဲ့တဲ့ဘထူးပါဘူးအဓိပ္ပာယ်ကသိပြီးတော့ဟုတ်လားပြီးခဲ့ပြီးသားတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကိလေသာမဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားမဖြစ်သေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲစိတ်ထဲမှာကြောက်ကြမှုတောင့်တမှုကင်းအောင်ကိလေသာမဖြစ်အောင်ကြိုးစားအထောက်ကြရမယ်ယံပုဗ္ဗေတံဝိသောတိဟိတဗ္ဗေပစ္ဆာတိမာဟုကိဉ္စနံမေဇေစေနောဂဟိတတိဟောအလဲကိုလည်းပဲမစွဲယူဘူးဆိုလို့ရှိရင်တဲ့သူ့ကိုလည်းပဲမြတ်စွာဘုရားကပုဗ္ဗေရှိတုံးကဟုတ်လား
ပိစ္ဆာနောက်မှာမစ္စေအလေရှေးနောက်အလေသုံးချက်ဟောတာနော်ခုနတော့ဥက္ကသေနာကိုကြတော့လည်းပဲမုံစားပုရိမုံစားပိစ္ဆာတော့မစ္စေမုံစားဘောတပါရကိုဟိုကတော့ပုတ်ပြီသူကြတော့ပုရိတဲ့မထူးပါဘူးအတူတူပါပဲရှေးတုန်းကရှေးနောက်အလေရှေးဆိုတာကအတိတ်နောက်ဆိုတာကအနာကအလဲဆိုတာကလွန်လွန်းစေအခုဖြစ်နေတဲ့အခိုက်အတန့်ဟုတ်လားရှေးနောက်အလဲဟုတ်လားဥက္ကသေနာကိုကြတော့ရှေးကိုလည်းလွှတ်လိုက်ပါနောက်ကိုလည်းလွှတ်လိုက်ပါအလဲကိုလည်းလွှတ်လိုက်ပါတတ္တိအမတ်ကြီးကိုကြတော့ရှေးတုန်းကဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတရားတွေကို၆တွေ့သွားပါစေနောက်မဖြစ်သေးတာတွေနဲ့ပတ်သက်ပြီးတော့လည်းပဲကိလေသာမဖြစ်ပါစေနဲ့အလဲလုံးလုံးနဲ့ဖြစ်နေတာကိုလည်းပဲမစ္စေစေနောဂဟိတတိတကယ်လို့စွဲယူမထားဘူးဆိုလို့ရှိရင်ဟုတ်လားလောလောဆယ်ဖြစ်နေတာကိုလည်းစွဲယူမထားဘူးဆိုလို့ရှိရင်ဥပဒံတော်စရိတတိသင်ဟာအလွန်မှငြိမ်းချမ်းလိမ့်မယ်တဲ့ဒါလေးကတော်တော်ကောင်းတယ်နော်ရှင်းနောက်အလေဒါတွေရဲ့ပုံမှာစွဲယူမထားဘူးစွန့်နိုင်မယ်လွတ်နိုင်မယ်ဆိုလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ကလေးဟာဘာဖြစ်နိုင်တော့ငြိမ်းချမ်းနိုင်တယ်ငြိမ်းချမ်းနိုင်တယ်ကိုဘာလို့မငြိမ်းချမ်းတာတော့ဆိုတော့အတိတ်ကဝန်တို့ဝန်ကြီးတစ်ခုဖြစ်ပြီးတော့ကိုယ့်ကိုပူလောင်အောင်ရှုမြိုက်နေတဲ့အနေအထားမျိုးမှမရှိဘူးလားနော်အတိတ်ကိုအကြောင်းပြုပြီးတော့ဖြစ်လာတဲ့ကိလေသာတွေပေါ့ဟုတ်လားမဖြစ်သေးတဲ့အနာဂတ်ကလည်းပဲကိုယ့်ကိုနော်ကိလေသာတွေအများကြီးဖြစ်စေပြီးတော့နှိမ့်ဆက်နေတာတွေမရှိဘူးလားရှိတယ်လောလောဆယ်အခိုက်အတန့်ကိုလည်းပဲမလွတ်နိုင်တဲ့အတွက်ကြောင့်အထင်တွေအမျိုးမျိုးမှားပြီးတော့ကိလေသာတွေအမျိုးမျိုးဖြစ်ပြီးတော့ဆင်းရဲပင်ပန်းနေရတဲ့အနေအထားမှမရှိဘူးလားရှိတယ်ဒါကြောင့်တန်တတိအမတ်ကြီးကိုဟောတဲ့ဂါထာလေးကအဲ့ဒါလေးအပူပါလာတယ်ဟုတ်လားနော်ရှေးတုန်းကအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့ကိလေသာတွေကို၆တွေ့သွားပါစေနော်အနာဂတ်မှာဖြစ်ပေါ်လာမယ့်ကြောင်းကြမှုတောင့်တမှုအစရှိတဲ့ကိလေသာတွေကိုလည်းမဖြစ်အောင်အနာဂတ်နဲ့ပတ်သက်ပြီးတော့မဖြစ်အောင်ကြိုးစားပါအလဲကိုလည်းပဲစွဲမယူဘူးဆိုလို့ရှိရင်သင်ဟာအလွန်ငြိမ်းချမ်းတဲ့လူတစ်ယောက်ဖြစ်မယ်ဆိုတဲ့အတိတ်ပဲဟုတ်လားဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့အတိတ်ဆိုတာပြီးခဲ့ပြီမရှိတော့ဘူးလို့ရှင်းရှင်းနားလည်ရမယ်ဒါအမြဲတမ်းစဉ်းစားတဲ့နယ်လို့အရင်ထင်တယ်တော့စိတ်တွေကမှားယွင်းမှုတွေထဲမှာအနေကြားလာတဲ့အခါကျတော့ဒီမှန်ကန်တဲ့တရားကိုပြောတော့ခဏလေးပဲကိုကစဉ်းစားမိတယ်ပြီးရင်ခဏခဏချိန်ဖန်များစွာစဉ်းစားတဲ့အလေးချင်းကမရှိတဲ့အခါကျတော့မစဉ်းစားပြစ်ဘူးပေါ့အမှန်ကတော့ဒါဟာလက်မခံလို့ကိုမရလောက်အောင်မှန်တဲ့အမှန်တရားပဲမဟုတ်လားအတိတ်ဆိုတာဘာခဲ့တော့ပြီးခဲ့ပြီမရှိတော့ဘူးအနာဂတ်ဆိုတာတကယ်မဖြစ်သေးဘူးဟုတ်လားဒီအချက်တွေကိုရှင်းရှင်းလင်းလင်းစဉ်းစားဖို့ဆင်ခြင်ဖို့အရေးမကြီးဘူးလားအရေးကြီးတယ်ဒီနေရာမှာအတိတ်အနာဂတ်ဆိုတာကိုအလွန်ဝေးကွာတဲ့အတိတ်တွေအနာဂတ်တွေလောက်ပဲသဘောပေါက်ထားလို့မရဘူးနော်အလွန်နီးစပ်တဲ့အတိတ်အလွန်နီးစပ်တဲ့အနာဂတ်ကိုသဘောပေါက်ထားဖို့လိုတယ်စောစောကဖြစ်ခဲ့တာဆိုတာကိုပဲစိတ်ဝင်စားပဲနေနိုင်ရင်တော်တော်ကောင်းမယ်ခဏနေရင်ဖြစ်မှာဆိုတာကိုပဲစိတ်ဝင်စားပဲနေနိုင်ရင်တော်တော်ကောင်းမယ်တကယ်တရားကိုအားထုတ်ပြီဆိုလို့ရှိရင်အဲ့ဒါကိုစိတ်ဝင်စားနေလို့ဖြစ်မလားမဖြစ်ဘူးနော်ဖြစ်ခဲ့ပြီးသားလေးကိုပြန်ပြီးတော့အမှတ်ရလိုက်တာနဲ့လမ်းကြောင်းကစောင်းသွားပြီဟုတ်တယ်မဟုတ်လားလုံးလုံးလေးဖြစ်နေတာကို तू မသိတော့ဘူးလေဟုတ်လားခဏနေဖြစ်မှာကိုလှမ်းစဉ်းစားလိုက်တာနဲ့ပဲလုံးလုံးလေးဖြစ်တာကို तू မသိတော့ဟုတ်လားဒါကြောင့်ပိဿပေါင်းတော်အောင်တို့တရားကိုလမ်းကြောင်းမှန်မှန်ရှောက်လန်းခြင်းနဲ့ဆိုရင်ပိစုပန်လင်္စယောဓမ္မတထတထဝိပတ္တိလုံးလုံးလေးဖြစ်နေတာလေးကိုအမှန်တိုင်းသိနေအောင်ကြိုးစားအထောက်ရမယ်အဲ့ဒါလိုကြိုးစားအထောက်လို့ရှိရင်အတ္တန်ဟိတံအတ္တင်ကုပ္ပံတံဝိရောမနုပြုဟဲ့ဤတဏှာဒိဋ္ဌိတို့မစွဲငင်နဲ့တဏှာဒိဋ္ဌိတို့မဖြစ်စည်းအပ်တဲ့အလွန်မွန်မြတ်တဲ့ဉာဏ်ပညာဆိုတာလေးကိုမရပြီဘူးလားရမယ်အဲ့ဒီဉာဏ်ပညာကိုပညာရှိတဲ့ပုဂ္ဂိုလ်ဟာများလာအောင်ပွားရမယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်အခုတရားဓမ္မတို့ဦးဇင်းတို့တွေဟာအဲ့ဒီအလုပ်ကိုကြိုးစားပြီးတော့အားထုတ်နေကြတာဟုတ်လားအဲ့ဒီအလုပ်ကိုကြိုးစားပြီးတော့အားထုတ်နေကြတာကိုယ့်ရဲ့ခန္ဓာမှာဘာတွေပဲဖြစ်တိုင်းတက်နိုင်သမျှအသေးစိတ်သိအောင်ကြိုးစားအားထုတ်ဖို့ဒါဒီနေရာကိုရောက်လာကြတာပေါ့နော်အဲ့တော့တရားရိပ်တာတဲ့လို့တိတ်တိတ်ဆိတ်ဆိတ်ကြီးလည်းမရှိတဲ့အခါကျတော့တရားဓမ္မတို့လို့ရတာပဝန်းကျင်အနေအထားကတရားရိပ်တာတဲ့မှာလူကြီးတော့အရှင်ပြေခြင်းမှပြည်မယ်ပေါ့အဲ့ဒါကဘာကိုတောင်းဆိုနေတာတုံးဆိုတော့တတိဝရိယတွေပို့ပြီးတော့များပါစေလို့တောင်းဆိုနေတယ်ဆိုတဲ့အဓိပ္ပာယ်လို့ပြောနိုင်မို့လားနော်တော်ယုံတန်ယုံတတိဝရိယနဲ့ခန္ဓာမှာဒလဇတ်တတိကတ်ထားနိုင်ဖို့မလွယ်ဘူးပေါ့ဟုတ်လားဒါကြောင့်မြင်နေတာတွေကြားနေတာတွေနားနေတာတွေစားနေတာတွေထိနေတာတွေတွေးနေတာတွေဟုတ်လားဒီအာယုံ6ပါးဓာတ်6ခုဒီတိုက်ခိုက်မှုတွေကတော့ဒလဇတ်သူကတော့ရှိနေမှာပါ
ဘယ်နေရာသွားဘယ်နေရာမှာပဲနေဒီ6မျိုးပါပဲဟုတ်တယ်မို့လားဒီနေရာမှာနေလဲပဲဒီ6မျိုးပါပဲဟိုနေရာသွားနေလဲဒီ6မျိုးပါပဲဒါကိုစိတ်ထဲမှာတိတ်မထူးဘူးမဆန်းဘူးလို့နားလည်ပြီးတော့ငါသိအောင်မြင်အောင်ပဲကြိုးစားအထုတ်မယ်လို့ဒီလိုလေးတွေးဖို့လိုတာပေါ့ငါရဲ့အဓိကအလုပ်ကဖြစ်နေတဲ့သဘာဝတရားကိုဒလဇက်သိအောင်ကြိုးစားခြင်းတည်တာလည်းငါရဲ့အဓိကအလုပ်လို့အဲ့လိုနားလည်ရမှာဟုတ်လားတရားအထုတ်တဲ့နေရာမှာစိတ်ချမ်းသာကိုလေးကိုတောင်းမမျှော်လင့်စေခြင်းပေါ့ဘာလို့ဆိုသူကမျှော်လင့်လို့ရတဲ့ကိစ္စမဟုတ်သူ့အလုပ်ကိုသူလုပ်မှရရှိလာမယ့်အကျိုးတရားသူ့ရဲ့အလုပ်ကိုသူလုပ်မယ်ဆိုရင်ကိုရကျင်သည်ဖြစ်စေမရကျင်သည်ဖြစ်စေရမှာပဲအလုပ်ကိုမလုပ်ဘူးဆိုလို့ရှိရင်ရကျင်သည်ဖြစ်စေမရကျင်သည်ဖြစ်စေမရဘူးကိုရကျင်ခြင်းမရကျင်ခြင်းကြောင့်ရခြင်းမရခြင်းဆိုတာဖြစ်လာတာမဟုတ်ဘူးရเสียရှိခြင်းမရှိခြင်းအကြောင်းကြောင့်ရခြင်းမရခြင်းဆိုတာဖြစ်လာတာဟုတ်တယ်မို့လားဒါကြောင့်ကိုကဘာမှသိပြီးတော့အပူစာသားတွေနဲ့ဝင်ပြီးတော့ဆွတ်เสียမလို့ကိုလုံးရမယ့်အလုပ်ကလေးကိုပဲကိုလုံးလိုက်ဖို့ပဲဟုတ်လားကိုကခရီးတစ်ခုကိုသွားတယ်ဆိုလို့ရှိရင်ပုံမှန်ခြေလမ်းနေနဲ့သွားနေဖို့ပဲရောက်တယ်မရောက်ဘူးဆိုတာကကိုသွားရင်သွားတော့ရောက်မှာပေါ့ရောက်ချင်လို့မရောက်ချင်လို့ရောက်တာမရောက်တာဆိုတာအဓိကအကြောင်းတရားမဟုတ်သွားခြင်းမသွားခြင်းကြောင့်ရောက်ခြင်းမရောက်ခြင်းဆိုတာဖြစ်တာနော်ဒါကြောင့်တရားဆိုတာကတော့ဒါရိုးရိုးလေးပါပဲနော်တခါကြီးမှန်ပြီအဲ့ဒါကိုကတဲ့မတ်စဉ်းစားတမှတ်တာလေနော်တဘာဝကြတဲ့အမြင်ကလေးတွေကိုရမယ်ပေါ့ဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ကိုယ့်ရဲ့အလုပ်ကဘာလဲဆိုလို့ရှိရင်ဒီနေရာမှာဒီအချိန်မှာဒီအလုပ်ကိုလုပ်မယ်ဆိုရင်တော့ခန္ဓာမှာဖြစ်နေတဲ့တဘာဝတရားတွေကိုတတ်နိုင်တဲ့မြတ်တတိဆက်အောင်တိနေအောင်ကြိုးစားအထောက်ဖို့ဆိုတာပဲအရေးအကြီးဆုံးပဲမဟုတ်လားဟုတ်တယ်နော်ထိုင်တဲ့အချိန်မှာလည်းပဲအဲ့ဒီလိုမျိုးစိတ်ထားနိုင်တယ်လို့ကြံတဲ့အချိန်မှာလည်းပဲအဲ့လိုစိတ်ထားနိုင်တယ်ဆိုရင်တော်တော်မကောင်းဘူးလားကောင်းတယ်နော်များသောအားဖြင့်တော့တူကိုထိုင်နေတုံးလေးတော့တတ်နိုင်တဲ့မြတ်ဝါယမစိုက်ကြတယ်နော်ထိုင်နေတုံးလေးတော့တတ်နိုင်တဲ့မြတ်ဝါယမစိုက်ကြတယ်အချိန်ရှိသွားပြီဆိုတာနဲ့အလုတ်ပြီးသွားပြီလို့အောင်းမေ့လိုက်တာဟောတစ်ချိန်တော့ပြီးသွားပြီဟုတ်လားအမှန်ကအချိန်မီလုပ်လို့ရတယ်မဟုတ်လားအချိန်မီပဲလုပ်ရမှာလို့ပြောတာဟုတ်လားသို့တော်လည်းပဲတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်တွေဆိုတော့နှုတ်နေသေးတာဆိုတော့လုပ်တဲ့အချိန်လေးပဲဒါကလုပ်ရမယ်ကျန်တဲ့အချိန်ကျတော့တတိကမဖြစ်သွားလွတ်သွားမလွတ်အောင်တောင်မှခပ်ပေါ့တော့ဖြစ်သွားတာထိုင်းနေတုန်းကတော့တင်းကြပ်လုပ်မယ်ဆိုတာမရှိဘူးအဲ့ဒါကြောင့်မို့လို့လည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေကတရားတို့တရားမြတ်ကိုမရနိုင်ကြတာတကယ်တမ်းကဘဝထဲမှာဒီအလုပ်ကအမြဲတမ်းပါနေမှဉာဏ်ပညာဆိုတာရင့်ကျက်နိုင်တာအခုကရအောင်စုဆောင်းလိုက်ပြီးလို့ရှိရင်မိမပြောင်ပြစ်ထားလိုက်ခဏနေလှုပ်လိုက်ပြန်ခဏနေပြစ်ထားပြန်ပြစ်ထားတာကပဲများနေတဲ့အခါကျတော့ဘာမှတိတိတာတာကိုယ်မှာတရားရဲ့အရာတာတရားရဲ့အကျိုးကျေးဇူးကအရန်ကြီးမထင်ရှားပဲဖြစ်တာပေါ့အဲ့ဒါကိုကထင်ရှားအောင်မလုပ်လို့မထင်ရှားတာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အေးအဲ့ဒါလို့တရားဓမ္မတို့ဦးဇင်းတို့ဇွဲခတ်ပြီးတော့ဝရိယစိုက်ပြီးတော့လုံနိုင်ဖို့အတွက်နော်ဒီနေရာမှာလည်းပဲအလုတ်ကိုဇွဲကောင်းနဲ့လုံနိုင်ဖို့အတွက်ဝရိယကိုတွန်းအားပေးမဲ့အတွေးတွေလည်းပဲတွေးဖြစ်ဖို့လိုမယ်ပေါ့စောတော်တုန်းကတရားအထုတ်တာနဲ့ပတ်သက်ပြီးတော့လမ်းကြောင်းတဲ့ဖို့အတွက်တွေးတဲ့အတွေးလေးတွေနဲ့ပတ်သက်ပြီးတော့မြင့်မြတ်တဲ့အတွေးလေးတွေဖြစ်အောင်ပြောခဲ့တာပေါ့နော်အခုကတော့သူကအားထုတ်တဲ့နေရာမှာထိထိရောက်ရောက်အားထုတ်နိုင်ဖို့အတွက်အထောက်အကူပြုမဲ့အတွေးလို့ဆိုကြပါစို့အဲ့ဒါကိုကြတော့မြတ်စွာဘုရားကဦးဇင်းတို့ခုနဗတ္တိကာထာသုတ်တာမဆုံးသေးဘူးသူက2ဂါထာပဲရှိသေးတယ်4ဂါထာရှိတာနော်မတတိယဂါထာဘာပြောထားတော့ဆိုတော့ဣဇေဝကိစ္စမာတဗံခောစင်ညာမရဏံသူဝေနာဟိနောသင်္ကရံတေနမဟာတေနေနမစ္ဆုနာဒီဂါထာလေးတော့လူတိုင်းကြားဖို့မယ်ထင်ပါအဓိပ္ပာယ်ကဘာပြောဆိုအခုလုံးเสียရှိတဲ့အလုပ်ကိုအခုလုပ်လိုက်ပါတဲ့မနှက်ပြန်နေရမယ်တေးရမယ်ဆိုတာကဘာမှမသိနိုင်ဘူးတဲ့ဟုတ်လားအခုကအသေးချာဆုံးပဲပေါ့ဆိုလိုတာကတော့အနာဂတ်ဆိုတာကမသေးချာဘူးမရေရဘူးမသေးချာဘူးမရေရဘူးဆိုတာကလူတွေကလေးလေးနက်နက်တော့စဉ်းစားဖို့လိုတယ်စာအရတာနားထောင်လိုက်တော့ဟုတ်တယ်မသေးချာဘူးလို့တော့ပြောတာပဲဒါပေမဲ့စိတ်ထဲမှာကသေချာတယ်လို့ထင်တယ်ထင်တာမရှိဘူးလားစိတ်ထဲမှာသေချာတယ်လို့ထင်တယ်နော်မနေ့ပြန်တော့ငါမသေးသေးပါဘူးနောက်လာတော့မသေးသေးပါဘူးနောက်နှစ်တော့မသေးသေးပါဘူးမသေးဘူးထင်လို့မို့နောက်နှစ်အတွက်နောက်နှစ်အတွက်စီမံကိန်းတွေအများကြီးဆွဲထားတာဒါလည်းဦးဇင်းတို့လည်းဒီတိုင်းပါပဲဟုတ်လားမနေ့ပြန်နေရမယ်သေရမယ်မသိဘူးဆိုတာက
တွေးလိုက်တဲ့အခါသာအော်ဟုတ်ပါလားလို့စဉ်းစားတာမတွေးတဲ့အချိန်မှာတော့အနာဂတ်ကိုတေချာပေါက်တွက်ထားတာပဲအဲ့ဒီအနာဂတ်ကိုတေချာပေါက်တွက်ထားခြင်းသည်ပြစ္ဆုတ်ပံမှာလောလောဆယ်လုပ်ရမယ့်အလုပ်ကိုလုပ်ဖြစ်ဖို့အတွက်သူကအများကြီးအားပျော်သွားစေတယ်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားကအစ္စေဝကိစ္စမတ္တဗံအခုဒီနေ့လုပ်ရမယ့်လုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါနော်နောက်အနာဂတ်ဆိုတာမသေးကြဘူးမနေ့ဖြန်တောင်မသေးကြဘူးမသေးကြဘူးဆိုတာလည်းအမှန်တော့အမှန်ပါပဲဘောင်းစောဒီနေ့လိုတည်သွားတဲ့ပုဂ္ဂိုလ်တွေဟာမနေ့တုန်းကလိုမျိုးကငါမနေ့ဖြန်တည်မယ်လို့မတည်ဘဲနဲ့တည်ကြရတာများပါတယ်ဟုတ်တယ်မဟုတ်လားဘယ်သူမှမျောလင့်ထားတာဖြစ်တာမဟုတ်မမျောလင့်တာတွေကြီးပဲဖြစ်နေကြတာဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကအခုလုပ်ရမယ့်လုပ်ကိုအခုပဲလုပ်လိုက်ပါမနေ့ဖြန်ဆိုတာမသေးကြဘူးဘာဖြစ်လို့လဲဆိုတော့တဲ့နာဟိနောသင်္ကရံဒေနမဟာသေနေနမေဇုနာများစွာသောစစ်တီရှိတဲ့သေခြင်းတရားနဲ့အချင်းချက်ဘယ်သူမှသေချာပေါက်လှုပ်ထားတာမရှိဘူးတဲ့ဒီနေရာမှာများစွာသောစစ်တီရှိတဲ့သေခြင်းတရားဆိုတာဘာကိုပြောတာတုံးဆိုတော့ဒီခန္ဓာကိုယ်ကသေခြင်းတယ်ဆိုလို့ရှိရင်လွယ်လွယ်လေးလည်းသေနိုင်တယ်နော်သေစရာအကြောင်းတွေများတယ်လို့ပြောတာဟုတ်လားလူတွေကထင်ကြတာပေါ့ကင်ဆာတွေဖြစ်မှယောဂပိုးတွေဖြစ်မှအဲ့လိုမှဟာတို့တော့သေတော့မှာပဲနဲ့တူတယ်လို့အောက်မေ့ကြတာအမှန်ကအမျိုးမျိုးသောအကြောင်းတရားတွေနဲ့သိနေကြတာပဲလေဟုတ်လားလူတွေကအခုသွေးစစ်မယ်ဆိုလို့ရှိရင်စီဘိုးတွေရှိမှကြောက်တယ် ANS ရှိမှကြောက်တယ်ဟုတ်လားတကယ်ကတော့အဲ့ဒါတွေကြောင့်သိနေတာတဲ့အဲ့ဒါတွေမရှိဘဲနဲ့သေတဲ့လူကပို့ပြီးတော့မများဘူးလားများတယ်ဒါကြောင့်ဦးဇင်းကပမောက္ခချုပ်ဆရာကြီးပြောတာကိုတော်တော်သဘောကျတယ်တချို့ကတဲ့ယောဂစစ်လိုက်တဲ့အခါမှာယောဂဘိုးမရှိဘူးဆိုရင်အလွန်ဝမ်းသာကြတယ်ယောဂဘိုးရှိတယ်ဆိုရင်တော့အလွန်ပဲစိတ်ပြက်ပြီးတော့ညှိုးငယ်သွားကြတယ်ပေါ့အမှန်ကယောဂဘိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေတတ္တဝါဆိုတာကတော့ကံပါတဲ့လောက်ပဲနေရမှာပါတဲ့ယောဂဘိုးမရှိလည်းပဲစောစောစီးစီးတည်သွားတဲ့လူတွေမရှိဘူးလားရှိတဲ့လူတွေအရင်တည်တဲ့လူတွေမရှိဘူးလားရှိတယ်ယောဂဘိုးရှိလည်းပဲသူ့အချိန်စီမှာတည်ကြရမှာပါဟုတ်လားကံရှိသလောက်တော့နေရမှာပါတော့ယောဂဘိုးရှိခြင်းမရှိခြင်းကြောင့်စိတ်ပြက်တာတွေစိတ်တက်တာတွေမဖြစ်သင့်ဘူးတဲ့ဒါလည်းပဲအလွန်မှတ်သားစရာကောင်းတယ်လို့ထင်တယ်နော်ဟိုဦးဇင်းတို့ယောဂဘိုးရှိပြီဆိုလို့ရှိရင်လူတွေဟာအလွန်ကိုစိတ်တက်ကြပြီးတော့နော်ဦးဇင်းတို့ ਨੇ ဟိုတည်တဲ့ဦးဇင်းတစ်ပါးစစ်လိုက်တဲ့အခါကျတော့ဘီဘိုးရှိတယ်ဘီဘိုးရှိတော့သူစိတ်ပြက်သွားတယ်ဒါတွေကသိမ်းမောများစွာကုန်မယ်ဆိုတာသိတော့ဒါမကုနိုင်ဘူးအဲ့တော့ငါခံလဲမနေခြင်းဘူးဆိုပြီးတော့အိတ်ရှိအလုံး100တောက်တယ်ကံအလွန်ကောင်းတယ်မသေးဘူးနော်မသေးခြင်းရင်မသေးဘူးဆိုတာဦးဇင်းကယုံတယ်အိတ်ရှိအလုံး100တောက်တယ်မသေးဘူးအလုံး100ကိုတောက်အဲ့ဒါညတောက်ပြီးတော့သေတော့မယ်ဆိုတော့တသက်ရဲ့သူ့ကိုယ်သူပြင်းဆင်ပြီးတော့တော်တော်လေးတတိကောင်းတယ်လို့ပြောရမယ်မသေးဘူးအဲ့မနဲ့လင်းကန်လေးတော့ဟာငါမသေးလဲမသေးပါလားအဲ့ဒါနဲ့သူကကျိုးလိုက်ရှာတယ်လေဘင်းကိုကျိုးနဲ့ညှစ်တတ်လို့သူ့ကိုယ်သူဟုတ်လားအဲ့ဒါနဲ့တော့ကျိုးမတွေ့တဲ့အခါကျတော့တင်းမိုင်နဲ့ဒီလေဘင်းကိုညှစ်ဆွဲတာသူကသူအဲ့ဒါမျက်လုံးကြီးတွေပြူထွက်လာလေဘင်းတွေနီးရဲပြီးတော့အဲ့ဒါလည်းမသေးဘူးအဲ့ဒါနဲ့မနဲ့လင်းတော့ကိုတော်တွေကနိုးလာကြသူစာတင်တိုက်မှဖြစ်နေတာဟုတ်လားအဲ့ဒါနဲ့ဟာငါ့ကိုတတ်ပေသားမှလို့ခိုင်းအစောကတော့ကိုတော်တွေကနောက်နေတယ်လို့ထင်နောက်ကျမှသူ့အမူအရာကြည့်တော့တော်တော်ကိုရုပ်ပြည့်ဆင်းပြည့်ဖြစ်နေတော့မှဆေးရုံတန်းဖို့အဲ့ဒါဆေးရုံတော့မသေးဘူးအခုတရားအားထုတ်နေနော်အဲ့ဒါစာကြရန်ပြီးပြီးသားဓမ္မစရိယပြီးပြီးသားအဲ့ကိုတော်လေးအဲ့ဒါဦးဇင်းတို့ရရွာဘက်ကပါပဲအဲ့တော့ပြောနေတာကယောဂဘုရှိတယ်ဆိုရင်လူတွေကမဖြစ်သွားစိတ်တန်းကြတယ်အခုယောဂဘုမရှိလည်းပဲသိခြင်းရင်သိတာခုအဲ့ဒီဦးဇင်းအိတ်ရှိအလုံး100တောက်တာမသေးဘူးနော်ဟုတ်လားဒါကြောင့်ယောဂဘုရှိခြင်းမရှိခြင်းတည်သိခြင်းမသိခြင်းရဲ့ပုံမှာအဓိကပြဋ္ဌာန်းနေတာမဟုတ်ဘူးအဓိကပြဋ္ဌာန်းတာကတော့ကံတရားပေါ့ယောဂဘုလည်းပဲပြဋ္ဌာန်းတာတဲ့မယ်ထိုက်လျောက်တော့ပါမယ်ပေါ့အဓိကကတော့ကံရှိရင်နေကြရမယ်ကံမရှိရင်သိကြရမယ်အဲ့တော့သိခြင်းရဲ့အကြောင်းတရားတွေများတယ်ဆိုတာအဓိကကံတရားတစ်ခုတည်းကိုစဉ်းစားကြည့်တာနဲ့ထိတ်လန့်စရာကောင်းတယ်ပေါ့ကိုယ့်ရဲ့ကံကဘလောက်ကြံသေးတယ်လို့ဘယ်သူမှမသိနိုင်ဘူးဟုတ်လားဒါကြောင့်ပိဿပေါင်းတော်တို့ဒီနေ့လုပ်ရမယ့်အလုပ်ကိုဒီနေ့ပဲလုပ်လိုက်ပါမနှက်ဖြန်ဆိုတာမသေးကြဘူးမရေရဘူးစိတ်မချရဘူးဘာကြောင့်လဲဆိုတော့သိခြင်းတရားဆိုတာများစွာသောစစ်တီရှိတယ်တဲ့အကြောင်းတရားများတယ်ပေါ့သိခြင်းရင်လွယ်လွယ်လေးသိသွားတတ်တယ်ပေါ့ဟုတ်လားအဲ့ဒီလိုတွေးခိုင်းတာအဲ့ဒီလိုစဉ်းစားဆင်ခြင်ခိုင်းတာဟာလုံဖြစ်ဖို့အတွက်အများကြီးတွန်းအားပေးနိုင်တဲ့အကြောင်းအရာတွေတော့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားအဲ့ဒီမှာ
သုဒ္ဓဂါထာကြတော့မြတ်စွာဘုရားဘာဟောတော့ဆိုတော့ဧဝံဝိဟာရိအာတာပိအဟောရတမတ္တန္တိတောတံဝီပတ္တိကရတောတိတန်တောအစိကတိမုနိတဲ့နော်ဧဝံဝိဟာရိအာတာပိအခုပြောခဲ့တဲ့နည်းနဲ့အလွန်ပြင်းပြင်းထန်ထန်အားထုတ်မယ်ဆိုလို့ရှိရင်ဟုတ်လားသိခြင်းတရားကိုစဉ်းစားပြီးတော့ငါအခုလုပ်ရမယ့်လို့ကိုအခုပဲလုပ်လိုက်မယ်ဒီအလုပ်ကတန်ဖို့အကြီးဆုံးလို့နားလည်ပြီးတော့အတိတ်ကိုလည်းပဲမပြန်မဲနဲ့ဟုတ်လားအနာဂတ်ကိုလည်းပဲမကြံမဲနဲ့ပြစ္ဆုတ်ပံဖြစ်ဆဲယုံနာကိုပဲလုံလဝရိယအားကြီးစွာနဲ့ဒလဇတ်တိနေအောင်ကြိုးစားအားထုတ်နေမယ်ဆိုရင်တဲ့ဧဝံဝိဟာရိအာတပိအဟောရတမတ္တန္တိတော်တဲ့နေရောညာရောမပြင်းမရှိဇွဲလုံးလဝရိယနဲ့ဒလဇတ်ဖြစ်အောင်ကြိုးစားအားထုတ်မယ်ဆိုရင်တဲ့တံဝီပတ္တိကာရတောတိတန်တောအာစိကတိမှုနေတဲ့အဲ့ဒီပုဂ္ဂိုလ်ကိုတရားရဟန္တာရိယာသူတော်ကောင်းကြီးတွေကပတ္တိကာရတောတိကောင်းသောညတညရှိတဲ့ယဟန်လို့အဲ့ဒါလိုနာမည်တတ်တယ်တဲ့နော်ကောင်းသောညကောင်းသောနေ့ပေါ့နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဘဝမှာကောင်းတဲ့ညလေးတွေကောင်းတဲ့နေ့လေးတွေဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒီလိုအတိလေးတွေနဲ့နေလိုက်တာဟာအဆင့်အမြင့်ဆုံးနေနည်းလို့မဆိုနိုင်ဘူးလားဆိုနော်ကျန်တဲ့နေနည်းတွေလည်းကောင်းတာတွေအများကြီးရှိပါတယ်နော်ဆွန့်လွတ်မှုဒါနကောင်းမှုနဲ့နေကြတာတချို့ရှိတယ်နော်ဒီလာလေးစင်ကြအောင်ထိမ့်သိမ့်ပြီးတော့နေကြတာရှိတယ်မေတ္တာပွားပြီးတော့နေတာရှိတယ်ဘုရားကုံတော်ကိုအာယုံပြုပြီးတော့နေကြတာရှိတယ်နေနည်းတွေအမျိုးမျိုးပါပဲဟုတ်လားသို့တော့ဒီနေနည်းလေးနဲ့နေတာကတော့နေနည်းတွေကနေနည်းတွေမှာအကောင်းဆုံးနေနည်းပဲဟုတ်လားဘယ်လိုနေရမှာတော့အတိတ်ကိုပြန်ပြီးတော့မစင်စားနဲ့အတိတ်နဲ့ပတ်သက်ပြီးတော့အကုသိုလ်မဖြစ်အောင်ကိလေသာမဖြစ်အောင်ကြိုးစားရမယ်ဟုတ်လားအနာဂတ်နဲ့ပတ်သက်ပြီးတော့ကိလေသာမဖြစ်အောင်ကြိုးစားရမယ်ပြစ္ဆုတ်ပံမှာလည်းပဲမစွဲယူပဲနဲ့ဆွန့်လွတ်ပြီးတော့နေနိုင်ရမယ်ဒီလိုအည်အသွေးမျိုးရှိဖို့ဆိုတာကဒီပြစ္ဆုတ်ပံမှာဖြစ်ဆဲယုံနံကိုတိနေအောင်ကြိုးစားရင်းနဲ့ဒလဇတ်ချုပ်ပြောက်နေတဲ့အရာတွေပဲလို့တိတဲ့ဉာဏ်ပညာရင်မားလာမှသာနဲ့ဒါကပို့ပြီးတော့လွယ်ကူနိုင်တာပေါ့ဟုတ်လားပြစ္ဆုတ်ပံဖြစ်နေတဲ့သဘောတရားတွေဟာကိုကြည့်နေတဲ့အခိုက်အတန့်ကိုရှုနေတဲ့အခိုက်အတန့်မှာပဲဒလဇတ်ကုံပြောက်သွားနေတာကိုမသိနိုင်ဘူးလားသိနိုင်တယ်အဲ့တော့စောစောကဖြစ်ခဲ့တဲ့အရာမရှိတော့ဘူးဆိုတာကအလွန်မထင်ရှားဘူးလားထင်ရှားတယ်မရှိတော့ဘူးဆိုတာကိုတကယ်သိမယ်ဆိုလို့ရှိရင်မရှိတော့တဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ဘာမှအကုသိုလ်ဖြစ်เสียကိလေသာဖြစ်เสียအကြောင်းမရှိဘူးမရှိတာကိုရှိတယ်လို့ထင်နေလို့သားလေတရားတော်မတို့ဦးဇင်းတို့တွေဟာဒုက္ခရောက်ကြရတာအဲ့လိုပဲအနာဂတ်ကိုလည်းပဲအရှိတရားတစ်ခုအနေနဲ့သုံးသပ်ကြတာရှိတယ်နော်ဟုတ်လားအနာဂတ်ဆိုတာတကယ်တမ်းကမရှိသေးပါဘူးမရှိသေးဘူးဆိုတာကမရှိဘူးလို့ပြောတာ ਨੇ အတူတူပဲရှိတော့ရှိလာလိမ့်မယ်တစ်ချိန်မှဖြစ်တော့ဖြစ်လာလိမ့်မယ်သို့တော့အခုလောလောဆယ်တော့မရှိသေးဘူးမဖြစ်သေးဘူးဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အတိတ်ကိုစွန့်လိုက်ပါဟုတ်လားအနာဂတ်ကိုလည်းစွန့်လိုက်ပါပြစ္ဆုတ်ပံကိုလည်းစွန့်လိုက်ပါဒါဥက္ကတေနကိုခေါ်တဲ့တရားနော်ရှေးကိုလည်းပဲလွတ်လိုက်ပါနောက်ကိုလည်းပဲလွတ်လိုက်ပါအလယ်ကိုလည်းပဲလွတ်လိုက်ပါတဲ့မလွတ်နိုင်ဘူးဆိုတာကဒါကိုကောင်းတယ်ထင်လို့ရှိတယ်ထင်လို့မလွတ်နိုင်တာတကယ်တမ်းကတော့ဖြစ်ပြီးတော့မရှိတော့ဘူးဟုတ်လားဒါကြောင့်အတိတ်ကလည်းမရှိတော့ဘူးအနာဂတ်ဆိုတာလည်းမရှိသေးဘူးပြစ္ဆုတ်ပံဆိုတာလည်းအခုပဲဖြစ်ပြီးတော့အခုပဲမရှိတော့ဘူးဆက်ပြီးတော့ဖြစ်တာရှိတယ်သို့တော်သူလည်းပဲတလက်ဆက်ပဲချုပ်ပြောင်းလိုက်နေတယ်ဟုတ်လားဒါကြောင့်ဘယ်ရာမှကောင်းကောင်းနားလည်မယ်ဆိုလို့ရှိရင်မလွတ်เสียမရှိဘူးပေါ့ဟုတ်လားဒါကြောင့်လွတ်လိုက်ဖို့ဆိုတဲ့ဉာဏ်ကလေးရအောင်ပြစ္ဆုတ်ပံတိုင်းကိုတတိကလေးဥရှိပြီးတော့တိနေအောင်ကြိုးစားအားထုတ်ရဟုတ်လားတဏှတိမကြီးကိုဟောတာကြတော့ရှင်းတော်ကနဲ့ပတ်သက်ပြီးတော့ကိလေသာတွေမဖြစ်အောင်ရှင်းနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာနေတဲ့ကိလေသာတွေကိုခြောက်သွေ့သွားပါစီဟုတ်လားအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်းပဲကြောက်ကြမှုတောင့်တမှုကိလေသာတွေမဖြစ်ပါစေနဲ့အလယ်ကိုလည်းပဲမစွဲယူပါနဲ့ဒါဆိုရင်သင်ဟာငြိမ်းချမ်းမှုအစစ်ကိုရလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီကနေ့တရားအထုတ်တဲ့နေရာမှာများစွာအထောက်အကူပြုနိုင်မယ်လို့ဦးဇင်းတို့ထင်တဲ့အခြေခံသိတဲ့သိတတ်တဲ့နော်အတိတ်အနာဂတ်ပိစ္ဆုတ်ပံဟုတ်လားကာလသုံးတန်မှာဖြစ်သည်များသောယုံနာတွေကတကယ်ကတော့ချုပ်ပြောင်းသွားတာနဲ့ပဲအဆုံးသတ်ခဲ့ရနော်ဒါကြောင့်ရှေးနောက်အလယ်ဒါလေးနဲ့တွဲဖက်ပြီးတော့လည်းမနားလည်ရမယ်နော်ရှေးနောက်အလယ်အတိတ်အနာဂတ်ပိစ္ဆုတ်ပံဟုတ်လားရှေးကိုလည်းလွတ်လိုက်ပါနောက်ကိုလည်းလွတ်လိုက်ပါအလယ်ကိုလည်းလွတ်လိုက်ပါလွတ်လိုက်ခြင်းလွတ်လိုက်နိုင်တဲ့အရည်အသွေးရှိဖို့ဆိုရင်အမှန်ကန်သိဖို့လိုတယ်ဟုတ်လားအမှန်ကန်ကဘယ်လိုသိရမှာတော့အတိတ်ဟာမရှိတော့ဘူးလို့သိရမယ်အနာဂတ်မရှိသေးဘူးလို့သိရမယ်ပြစ္ဆုတ်ပံဆိုတာပျက်စီးနေစေလို့သိရမယ်
အဲ့ဒါလို့သိတဲ့အသိဉာဏ်ကိုရဖို့ဆိုလို့ရှိရင်ဘာကိုအဓိကပရဏထားပြီးတော့အထောက်ရမှာလို့ဆိုတော့တတိကိုအဓိကပရဏထားပြီးတော့အထောက်ရမယ်တတိပဋ္ဌာန်ပေါ့နော်ဒါကြောင့်ကိုယ့်ရဲ့ယောဂရာပိုင်းဆိုင်ရာဖြစ်တိုင်းသိအောင်ကြိုးစားရမယ်ခံစားချက်ဝေဒနာတွေဘာဖြစ်လာလားဖြစ်တိုင်းသိအောင်ကြိုးစားအထောက်ရမယ်အဲ့တော့ဦးဇင်းတို့အထောက်ပုံအထောက်နည်းကတော့အထူးတလည်းပြောเสียရလုံးမထင်ပါဘူးနော်ကိုယ်စိတ်ထဲမှာနှစ်ချိုက်တဲ့သဘောကျတဲ့နည်းနဲ့အထောက်ပါအကုန်လုံးအမှန်နေကြီးပါပဲကိုယ်ခန္ဓာမှာဖြစ်နေတဲ့သဘာဝတရားကိုရှုမှတ်ဆင်ခြင်တဲ့တိနေတယ်ဆိုရင်ဘယ်နည်းဖြစ်တာအမှန်ကြီးပဲဟုတ်တယ်မဟုတ်လားခန္ဓာရဲ့အကြောင်းကိုတကယ်သိအောင်ကြိုးစားရင်သိလာလို့ရှိရင်ဒါတရားဓမ္မတို့ဦးဇင်းတို့ကိလေသာဖြစ်เสียအကြောင်းရှိမလားမရှိဘူးဟုတ်လားဒါကြောင့်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေတဲ့သဘောတရားကိုသာရှုမှတ်နေမယ်ဆိုရင်ဒါဟာနိမန်လမ်းမှန်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်အထုတ်ကြတာကတော့ကိုယ်စိတ်ထဲမှာသဘောကျနှစ်ချိုက်တဲ့နည်းနဲ့အထုတ်ကြပေါ့မောင်းစော်လူတွေဆိုတာကတယောက်နဲ့တယောက်ဇေရိုက်တွေအကြိုက်တွေကတူကြတာမဟုတ်ဘူးနော်ဒါကြောင့်ဖောင်းနာပိန်နာကိုပင်နိုင်ထားပြီးတော့နော်ဒီစုပ်ပန်းဖြစ်ပေါ်ရထင်ရှားရယုံနာတွေကိုရှုမှတ်ပွားများပြီးတော့နေမယ်ဆိုရင်လည်းပဲရှုမှတ်ပွားများပြီးတော့နေပေါ့ဟုတ်လားသို့မဟုတ်ဝင်လေထွက်လေထိတာကိုထိတိုင်းဒလဇတ်သိနေအောင်ကြိုးစားအထုတ်မယ်ဆိုရင်လည်းပဲကြိုးစားအထုတ်ပေါ့နော်ဒါမှမဟုတ်ဦးဇင်းတို့လေဒီနီးလို့ဆိုရမယ်နော်အာနာပါနကမ္မထံကိုတမာတိတရားအနေနဲ့ထူထောင်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးမှာဖြန့်ပြီးတော့ဟုတ်လားရှုမှတ်ပွားများတဲ့နီးနော်ဘာပဲဖြစ်ကိုယ်အကြောင်းကိုသိအောင်လုပ်တာကိုယ့်ဘဝရဲ့အကြောင်းကိုသိအောင်လုပ်တာတကယ်တမ်းကကိုယ်ခန္ဓာကိုယ့်ဘဝဆိုတာမတည်မြဲတဲ့သဘောများတာဖြစ်တယ်မတည်မြဲတဲ့အတွက်ကြောင့်အကောင်းမဟုတ်တဲ့သဘောများတာဖြစ်တယ်ဟုတ်လားအဆိုးမရတဲ့သဘောများတာဖြစ်တယ်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိဖို့ကလိုရင်းပဲမဟုတ်လားဟုတ်တယ်နော်အဲ့ဒီအနိစ္စဒုက္ခအနတ္တကိုသိဖို့အတွက်ဒါတရားဓမ္မတို့အရှင်တို့တွေကမ္မထံဤမျိုးစုံနဲ့ကြိုးစားအထောက်ကြရတယ်အဓိကကြတဲ့အချက်ကိုပြောမှဆိုရင်ကိုယ်အကြောင်းကိုသိအောင်ကြိုးစားတာတတိကတော့အဓိကအကြဆုံးအကြောင်းတရားပေါ့နော်တတိကိုအကြည့်အမှုအနေနဲ့ထားရမယ်ဝရိယထပ်သန်ရမယ်ဉာဏ်ပညာလည်းပါရမယ်ပေါ့ဟုတ်လားအဲ့လိုမျိုးကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားဖြစ်တဲ့သမုဒယသစ္စာအမိရတယ်လိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘတရားဟာနေပါသွားစရာအကြောင်းမရှိဘူးလားရှိရနော်လောဘနေသွားရင်လောဘနေသွားတာနဲ့အမျှလောဘကြောင့်ဖြစ်မဲ့ဒုက္ခတွေလည်းနေသွားနိုင်တယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့တရားစနေတန်းတုန်းကဘာကြောင့်တရားအထုတ်ကြရတာတုံးလို့မေးရင်ဒုက္ခချုပ်ငြိမ်းစေဖို့အပေဒုက္ခတန်ရာဒုက္ခငြိမ်းစေဖို့ငြိမ်းခြင်းတယ်ဆိုရင်အဲ့ဒီဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့လောဘကိုပယ်တတ်နိုင်ဖို့မပယ်တတ်နိုင်သေးခင်မှာနေပါအောင်ကြိုးစားနိုင်ဖို့တော့လောဘနေဖို့ဆိုတာကဒီတရားကိုအထုတ်မှသာလေလောဘကနေနိုင်တာဟုတ်လားဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့တတိထားပြီးတော့ခန္ဓာကိုရှုမှတ်ဆင်ခြင်ပွားများတဲ့အလုပ်ကိုလုပ်မယ်ဆိုရင်အမှန်သိတဲ့အတွက်ကြောင့်လောဘနေမယ်လောဘနေရင်လောဘကြောင့်ဖြစ်မဲ့ဒုက္ခတွေနေသွားမယ်ဒါကြောင့်ကိုလုံနေတဲ့အလုပ်ရဲ့ရည်ရွယ်ချက်ကိုသိဖို့လိုတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုသိဖို့လိုတယ်အခြေခံကြရိုးရိုးရှင်းရှင်းနားလည်ဖို့မလိုဘူးလားလိုတယ်ဒါကြောင့်အချိန်တိုင်းမှာကိုကြိုးစားမယ်ဆိုရင်ကြိုးစားလို့မရဘူးလားရတယ်နော်ဒါပေမဲ့ဒီလိုနေရာလေးကိုလာပြီးတော့လှုပ်တယ်ဆိုတာကတော့တတ်မှတ်လေးပိုးပြီးတော့လှုပ်ဖြစ်တာပေါ့ဟုတ်လားဒါကြောင့်ရောက်လာကြတာအလွန်ပဲဝမ်းသာစရာကောင်းတယ်ဦးဇင်ကဒီလောက်လူတွေများလိုက်မယ်လို့မှားမထားဘူးဟုတ်လားဒါကြောင့်အလွန်လဲဝမ်းသာပါလေနော်ဒါကြောင့်ဦးဇင်တို့ညနေပိုင်းရောက်ရင်လည်းပဲဒီလိုတရားအထုတ်တာနဲ့ပတ်သက်တဲ့နော်တရားစကားလေးတွေကိုရွေးချယ်ပြီးတော့ပြောပြမယ်ပေါ့နော်အဲ့တော့ဦးဇင်တို့၄ရက်ကြိုဆိုတော့တရားစကားတရားအထုတ်တာနဲ့ပတ်သက်တဲ့တရားစကားတွေတော်တော်များများပြောပြလိမ့်မယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီကနေ့မနေ့တော့အချိန်ကဒီလောက်နဲ့ဒါစီနေပြီနော်ဒါကြောင့်ဒီကနေ့တရားအထုတ်ကြတဲ့ပုဂ္ဂိုလ်တွေအခြေခံအားဖြင့်အလွန်တည်သိလိုက်တဲ့အတိတ်အနာဂတ်ပိစုပန်ရှေးနောက်အလေဟုတ်လားဘာကိုမှစွဲကင်မထားဘဲနဲ့နော်လွတ်နိုင်အောင်ကြိုးစားအထုတ်ကြဖို့ဟုတ်လားအဲ့လိုအထုတ်တဲ့နေရာမှာလည်းပဲတတိကိုအဓိကပရဏကြတဲ့နေရာမှာထားပြီးတော့ကိုယ့်ရဲ့ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုဘယ်နေရာမှာပဲရောက်ဘယ်ချိန်မှာပဲရောက်ဟုတ်လားဘယ်လိုအနေထားပဲဖြစ်တလဇက်တိနေအောင်ကြိုးစားအထုတ်မယ်ဆိုလို့ရှိရင်ဒါပိဋကပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေမျှော်မှန်းထားတဲ့ကောင်းကျိုးချမ်းသာမရနိုင်ဘူးလားရနိုင်တယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့သည်ပြုလို့အထုတ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်မဉ္ဇဉ်ပူဉ္ဇဉ်မျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောင်း
မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း